အားလုံးပဲမင်္ဂလာပါခင်ဗျာလေးလာဝီမျှတိကြရ social media နေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီကနေ့ကတော့ဗုဒ္ဓနေ့ February လ25ရက်နေ့ဖြစ်ပါတယ်အခု San Francisco မှာတော့4နာရီ12မိနစ်ဖြစ်ပါတယ် East Coast မှာတော့9နာရီ12မိနစ်ဖြစ်ပါတယ်အခုကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့9နှစ်ပြည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ယနေ့ဖြစ်ပျက်နေတဲ့နိုင်ငံရေးစစ်ရေးတော်လှန်ရေးအခြေအနေများကိုကျွန်တော်တို့ခြုံငုံသုံးသပ်မှာဖြစ်ပါတယ်အဲ့ဒီပြင်ကျွန်တော်တို့မကြသေးမီကဖြစ်ပေါ်တိုးတက်ပြောင်းလဲနေတဲ့အပြောင်းလဲတွေကိစ္စလည်းဆွေးနွေးပါဖြစ်ပါတယ်အထူးသဖြင့်ဘုံနဂါကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အကျိုးဆက်တွေအားလုံးကိုကျွန်တော်တို့ခြုံငုံပြီးတော့ကျွန်တော်တို့သုံးသပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့ကျွန်တော်တို့ရဲ့ဧည့်သည်တွေကတော့ကျွန်တော်တို့ကိုစလိုင်းရောအောင်ဖြစ်ပါတယ်အခုယူရိုမှာဖြစ်ပါတယ်သူက former ABSD ဖြစ်ပါတယ်ဘိုးကော်မတီတက်တန်းအရှိဆုံးလုပ်ခဲ့တာဖြစ်ပါတယ်စီရေးအတွေ့အကြုံတွေလည်းရှိပါတယ်စီရေးအတွေ့အမှုလည်းလုပ်ခဲ့တာဖြစ်ပါတယ်နောက်တူကတော့ကိုရင်အေးဖြစ်ပါတယ်ကျွန်တော်တို့နဲ့အတူတူပါပဲစီမြန်မာ USA ကဖြစ်ပါတယ်ကျွန်တော်တို့၃ယောက်စလုံးကတော့ ABSDM မှာတာဝန်ထမ်းဆောင်ခဲ့တဲ့လူတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့သုံးသပ်မဲ့ဥစ္စာပထမအဦးဆုံးပိုင်းမှာတော့ကျွန်တော်တို့ overall တစ်ခုလုံးအတွက်ကျွန်တော်တို့သုံးသပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုစလိုင်းရောအောင်ကိုကျွန်တော်အရင်ဖိတ်ခေါ်ခြင်းပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျဖိတ်ခေါ်တဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်အမြင်ကတော့ဒီနေ့ကျွန်တော်တို့တော်လိုင်းတစ်ခုလုံးရဲ့စီရေးအခြေအနေကိုရေကူရပြောမယ်ဆိုရင်တော့ခံစစ်အခြေအနေပြန်ရောက်သွားတယ်လို့ကျွန်တော်ပြောနိုင်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ထိုးစစ်အတွက်ပြင်ဆင်ဆောင်ရွက်နေတာတွေကိုတွေ့ရမှာဖြစ်တယ်ဥပမာကျွန်တော်တို့ KN ရောက်ဥဆောင်ပြီးတော့လုပ်နေတဲ့အမှတ်1စစ်ဒေတာဖြစ်ပါတယ်ဆိုတော့အိန္ဒိယနဲ့တရုတ်အကြားမှာရှိနေပြီးတော့ပထဝီနိုင်ငံရေးအရေးပါတဲ့နေရာတစ်ခုလို့ပြောရင်မမှားနိုင်ပါဘူးဆိုတော့စကိုင်းရဲ့အပေါ်ဘက်မှာဆိုရင်လည်းအခုဆိုရင် AA ကဒေသခံအင်အားစုနဲ့ပူးတွဲပြီးတော့တိုက်ပွဲဝင်နေတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီဒေသမှာပဲအောင်ပွဲတွေရတာကိုလည်းကျွန်တော်တွေ့ရတယ်ဆိုတော့ဒါကအားရစရာအခြေအနေတစ်ခုဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်ဆိုတော့ဒီပြန်ထဲမှာပဲအခု AA နဲ့အတူတခြားမမဲအင်အားစုတွေလက်တွဲပြီးတော့ကပ္ပစတွေတင်းနိုင်ရတဲ့စူးစမ်းနေတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့အဲ့ဒီအနေမှာတစ်ချက်ကျွန်တော်တို့ဒီဘက်အရှိတ်ဘက်အခြေအနေကိုကြည့်မှဆိုရင်အရှိတ်ဘက်ဆိုတော့ကျွန်တော်တို့ကKNPP နယ်မြေနဲ့ KNU နယ်မြေလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့KNPP နယ်မြေမှာတော့ကျွန်တော်တို့ဇန်နဝါရီလအလယ်ပိုင်းကစစ်တုံးပန်းတွေကိုထိန်းထားတဲ့ထောက်ဖောက်မှုဖြစ်ခဲ့ပြီးတဲ့နောက်မှာ KNPP နယ်မြေနဲ့ KNU နယ်မြေလို့ကျွန်တော်တို့ပြန်သူကအခုထိုးစစ်ဆင်ခဲ့တယ်ဆိုတော့ထိန်းထားတဲ့မြို့အချို့လက်လွတ်လိုက်ရတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့စစ်ရဲ့တရားအရဆိုတော့ကျွန်တော်တို့အတက်အဆုတ်တော့ကျွန်တော်ရှိစေမြင်ပါပဲကျွန်တော်တို့ကရင်နယ်မြေကို KNPP နယ်မြေမှာကျွန်တော်တို့ဒီဘက်ကရင်နယ်မြေကိုကျွန်တော်ကြည့်မယ်ဆိုရင်လည်းကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရှုပ်ထွေးမှုကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ကရင်လက်နက်ကိုင်အဖွဲ့တွေကိုကျွန်တော်တို့အမျိုးအစားဖွဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့၃မျိုးတွေ့ရမယ်ဆိုတော့ပထမနံပါတ်1ကတော့ရန်သူလက်အောက်ခံရန်သူခိုင်းတဲ့တန်းလုပ်နေတဲ့ BGF ပေါ့နော်အခု BGF ကတော့ကျွန်တော်တို့တချို့ကKNA ဆိုပြီးတော့ပြောင်းထားတာရှိတယ်လို့ကြားရတယ်ဆိုတော့အဲ့တော့ KN လို့သူတို့ပြောင်းထားတဲ့အဖွဲ့ကပြန်တိုက်မှာလားဘာလို့မှလဲဆိုတော့ကျွန်တော်တို့ဝိတက်ထိတော့ဘာမှကျွန်တော်တို့တိတိကျကျသိရတဲ့အချိန်တော့မရှိသေးဘူး NCA နဲ့ခြေခံပြီးတော့ရန်သူနဲ့မပြတ်ဆက်ဆံနေတဲ့ဥပမာ DKBA နောက် KNU KNLA PC ပေါ့ဆိုတော့တွေ့ရမှာဖြစ်တယ်နံပါတ်3ချက်ကတော့ရန်သူကိုတိုက်နေတဲ့အဖွဲ့ပေါ့အဲ့ဒါတော့ကျွန်တော်တို့ KNU နဲ့ KNU နဲ့ခွတ်ထွက်ပြီးတော့ရန်သူကိုတိုက်နေတဲ့ KTLA ဖြစ်တယ်ဆိုတော့ KTLA နဲ့KNU မှာလည်း KNU နဲ့လည်းကြီးမားထွတ်ထွတ်မှုဖြစ်တာတော့မရှိသေးဘူးเนาะဆိုတော့ဒါတော့ကျွန်တော်တို့အခုဒါရေဘူးကအခြေအနေပေါ့เนาะဆိုတော့အဲ့ဒီအခြေအနေအောက်မှာကျွန်တော်တို့ KNU အနေနဲ့ကရန်သူလည်းတစ်ဖက်ကျွန်တော်တို့တိုက်ရတယ်နောက်တစ်ခါကိုယ့်အချင်းချင်းကြားထဲမှာပုတ်တမှုမဖြစ်အောင်လည်းထိန်းနေရတဲ့အခြေအနေဖြစ်တယ်လို့ကျွန်တော်တို့ပြောအောင်မှာဖြစ်တယ်အဲ့တော့အခြားနေမြေတွေမှာကျွန်တော်တို့ကြည့်မယ်ဆိုရင် EAO တွေကမြို့တွေသိမ်းနိုင်ပြီပဲကျွန်တော်တို့ဒီ KN နေမှာဆိုရင်ကိုပြန်ရထားတဲ့စကန်တွေပြန်မကြအောင်လို့ကျွန်တော်တို့အတော်လေးခုခံနေရတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ဒီဘက်ဒီအရှိဘက်နေမြေမှာဆိုတော့ကျွန်တော်ထင်တယ်ယခုအတိုင်းပဲဆက်ပြီးတော့
သွားနေမှာဖြစ်တယ်လို့ကျွန်တော်ထင်တယ်သုံးသပ်ရင်မမှားဘူးလို့ထင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့နိုင်ငံရေးအရကျွန်တော်တို့ပြောမယ်ဆိုရင်လည်းအခုကျွန်တော်တို့အားလုံးလာကိုလေးတို့ကိုရင်တို့လည်းကြားမယ်နဲ့တူပါတယ်ဆိုတော့ NUG နဲ့ဒီ K3C တို့ဆွေးနွေးနေတာရှိလို့ကျွန်တော်တို့သိရတယ်ဆိုတော့ဒါနဲ့ဒါအရင်တော့လည်းသူတို့ဆွေးနွေးနေတာကျွန်တော်တို့ကြားရပါတယ်เนาะဒါပေမဲ့အခုဒီရပ်ပိုင်းမှာကျွန်တော်တို့ထူးခြားတာကတော့ဗိုလ်ချုပ်ကောင်မောကဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ထုတ်ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီလိုထုတ်ပြောတဲ့ဟာကိုကျွန်တော်လေ့လာကြည့်မယ်ဆိုရင်ဆွေးနွေးတဲ့အခြေအနေကအစဉ်တစ်ဆင့်ကိုရောက်နေတဲ့သဘောလို့ကျွန်တော်တို့ယူဆနိုင်တယ်ဆိုတော့ဒါဟာနိုင်ငံရေးတိုးတက်မှုတစ်ခုလို့ကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ပြောလို့ရနိုင်တဲ့အခြေအနေရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့မကြခင်အချိန်တွင်းမှာပဲကျွန်တော်ထင်တယ်အားလုံးမျှော်နေကြတယ်တော်လိုင်းရေးရွေးတစ်ခုကိုရောက်စေမဲ့စုဖွဲ့မှုအစ်စ်မကြခင်ဖြစ်လာနိုင်တယ်လို့ကျွန်တော်ကတော့မျှော်လင့်မိတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကမကြသေးခင်ကမှကျွန်တော်တို့ဖြစ်သွားတဲ့ NUG နဲ့ NUG ကနေပြီးတော့ခေါင်းဝန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထင်တယ်အခုဆွေးနွေးနေတဲ့ NUG နဲ့ဒီ K3C ဆွေးနွေးနေတဲ့အထဲမှာပဲအမြင်မတူတာတွေဖြစ်နိုင်ပြီးတော့အခက်အခဲတွေများဖြစ်လာနိုင်မလားလို့ကျွန်တော်တော့စိုးရိမ်မိတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့အခုလက်ရှိအခြေအနေပေါ့ဗျာနော်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့တင်ပြမှုဖြစ်ပါတယ်လို့အကယ်ကျွန်တော်လိုအပ်တာရှိမယ်ဆိုရင်ကျွန်တော်ထင်တယ်ဝိုင်းပြီးတော့ဖြစ်ဆက်ပေးဖို့ကျွန်တော်မြတ်တရားခတ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပါကို slide တော်တော်လေးပြည့်စုံပါတယ်နော်ကျွန်တော်ဝင်ဆွေးနွေးလိုက်ပါမယ်ကို slide ဆွေးနွေးတင်ပြသွားတဲ့ကိစ္စတွေကကျွန်တော်တို့တော်တော်လေးပြည့်စုံတယ်ပေါ့နော်အဓိကတော့ဒီတိုင်းသားလက်ခံအင်အားစုတွေနဲ့ဆက်တဲ့အနေအထားတွေပဲအားလုံးပြည့်စုံတင်ပြသွားတော့ပေါ့ဆက်တယ်မှာပဲကျွန်တော်တို့ဒီ local PDF တွေနော်ကျွန်တော်မျိုးတော်လိုင်းမှာအဓိကနော်ပေါ်ပေါက်လာကြတယ်ကျွန်တော်အားကောင်းလာကြတယ်ကျွန်တော် local PDF ရဲ့စုဖွဲ့မှုတွေပါတယ်ဆိုတော့ကျွန်တော်ရှိလာခဲ့တော့ဒါလည်းကျွန်တော်တို့တော်လိုင်းအတွက်တိုးတက်မှုတစ်ခုဒါချန်ထားလို့မရဘူးဒါတိတ်ရေးကြည့်ပါတယ် local PDF တွေ SRA လို့မျိုးပေါ့နော်ဟုတ်လားအောင်19ဘက်ဖွဲ့ပြီးတော့ SRA လို့မျိုးစုဖွဲ့လာဆိုတဲ့ကိစ္စတွေဒါတွေကလည်းတိုးတက်လာတယ်ဒါအပြင်ကိုဒီလိုစုဖွဲ့မှုတွေလည်းလိုရတယ်ဆိုတော့ကျွန်တော်ငကိုတွေကလည်းတစ်ချောင်းတွန်းနေကြတော့ဒါတွေစလာပြီဒါတွေစဖြစ်လိုက်တော့ဒါကတော်လိုင်းအတွက်နောက်ပြောတဲ့အားကောင်းစေတဲ့ချက်တွေပေါ့နော်ဒီကအရေးကြီးအားကောင်းတဲ့ချက်တွေဒါတွေကသိအားတစရာကောင်းပါတယ်ဆိုတော့ဒါအပြင်ကိုဒီလောက်နဲ့ပဲရက်လို့မရဘူးကျွန်တော်တို့ဆက်ပြီးတော့စုဖွဲ့မှုတွေဆက်အားကောင်းတဲ့ကောင်လုပ်ဖို့လုပ်မယ်။ဘာကြောင့်လဲဆိုတော့မဟုတ်လို့ရှိရင်ကျွန်တော်ခုနကျွန်တော်ပြန်ပြောနေသလိုပဲကျွန်တော်ရန်သူကအားကြီးတယ်ရန်သူကတကယ်ကိုနှစ်ပေါင်း80နော်စနစ်တကျနဲ့နော် COC နဲ့ institution ထူထောင်ပြီးတော့အုပ်ချုပ်လာခဲ့တာတရားလုပ်လာခဲ့တာဆိုတော့ဒီလို institution ကိုကျွန်တော်တို့ပြန်တိုက်ရတဲ့အခါမှာကျွန်တော်တို့ဘက်ကအားကောင်းပေါင်းတဲ့ဖြစ်ဖို့ဆိုတော့အားလုံးလက်တွဲညီညာကိုလိုတယ်ဆိုတော့ညီညွတ်ရေးကတော့သိကြတော့နော်ရေးကြည့်ပါတယ်အဲ့ဒီတော့လည်းကျွန်တော်တို့လည်းအားလုံးဝိုင်းဝန်းတိုက်တွန်းနေကြလို့ကျွန်တော်ခေါင်းဆောင်တွေလည်းအကုန်လုံးကြိုးစားနေကြတယ်ခုနကပြောသလိုပဲဟာလားစတော့ C3C နောက်တော့ C2C ဖြစ်သွားပြီးတော့အခုတခါပြန်ပြီး C3C ပြန်ပြီးကြီးလေးဖြစ်လာဆိုတဲ့အနေအထားတွေနော်ပြီးရင်တခါခုနကျွန်တော်ပြောသလိုပဲ3ခုအဓိက chain of command 3ခုရှိတယ်ပေါ့နော်ဒီကတိုင်းသားလက်ကန်အင်အားစုတွေကသူ့ရဲ့ chain of command သူတွားနေကြဒါတွေကလည်း chain of command တစ်ခုအရေးကြီးတဲ့ chain of command ဒါအပြင်ကို NUG ပေါ့နော် NUG အဲ့ဒါသူ့ရဲ့ COC နဲ့သူတွားနေတယ်နော်ဆိုတော့ဒါကသူလည်းဒါ chain of command တစ်ခုဒါအပြင်ကိုအရေးကြီးတာကကျွန်တော်တို့မျိုးတော်လိုင်းမှာအရေးကြီးတာကျွန်တော် local တွေရဲ့ chain of command နော် local တွေရဲ့အားစုတွေအင်အားစုအများကြီးဖြစ်တယ်အဲ့ဒီအင်အားစုတွေလည်းအားလုံးရအောင်လက်တွဲစုစည်းပြီးတော့ chain of command ကိုတွားမယ်ဆိုတော့ကျွန်တော်တို့အများနဲ့တင်ပြချက်ရှိတဲ့ကြောင့်ဒီ chain of command 3ခုအားကောင်းမှုသိအရေးကြီးတဲ့ခါမှာကျွန်တော်တို့ local တွေရဲ့ chain of command နော်စုစည်းမှုကအများအင်မတန်အရေးကြီးပါတယ်အခုဆို SRA ကစာပြီးပေါ်လိုက်ဆိုတာကောင်းတယ်ဒါပေမဲ့ထပ်ပြီးတော့ထပ်ကြံနေသေးတဲ့အင်အားစုတွေစုစည်းမှုဆိုတာကျွန်တော်လည်းတောက်လျှောက်ကြံပေးပြီးတော့ဝိုင်းဝန်းပတ်ဖို့ပေးနေပါတယ်ဆိုတော့စုစည်းလို့ရအောင်အဲ့လိုပို့လို့ရှိရင်ကျွန်တော်တို့ local တွေထဲမှာခုနကိုတတိပုဂ္ဂလရက်တီလို့မရနိုင်ဘူးနော်ဆိုတော့ရက်တီခဲ့လို့ရှိရင်ကျွန်တော်အနေရရှိတယ်ဆိုတော့မျိုးပေါ့နော်ဆိုတော့အခုဆိုရင်ဒါပုတ်တိုင်းမှုတွေဖြစ်တယ်နော်ဘုံတကားနဲ့ကျွန်တော်တို့အငင်းကြီးနဲ့ပုတ်တိုင်းမှုဖြစ်တဲ့အခါမှာဘုံတကားအနေနဲ့ခုနပြောတဲ့local ရဲ့ chain of command နော်ခုန SRA လို့မျိုးမှလည်းမပါဘူးပေါ့နော်ဆိုတော့ဖြစ်နေတဲ့အနေဒါမျိုးတစ်ခုပါဘာဖြစ်ဒီလိုပုတ်တိုင်းမှုတွေဖြစ်လာခဲ့ပြီဆိုတဲ့အခါမှာဖြည့်ရှင်းရတာအားနေစေတယ်ပေါ့နော်ဆိုတော့ဒီလိုဖြစ်ဖို့တဲ့ပုတ်တိုင်းမှုကတော့ဖြစ်တာတော့အကောင်းဆုံးပဲပုတ်တိုင်းမှုဖြစ်ပြီဆိုတော့တော်လိုင်းအားနေတာပဲဒါပေမဲ့လည်းဒီလိုပုတ်တိုင်းမှုဖြစ်လာချိန်မှာလည်းပြန်ပြီးတော့ဟာလားခုနပြောရဲဆိုရင်ကျွန်တော်ပြန်ကြည့်မယ်ဆိုဟိုကားရဲ့ဖြစ်စဉ်လေးကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်ကလေးမှာပဲကျွန်တော် generation C နဲ့လည်းဒီလိုပဲအလားတူပုံစံဖြစ်ခဲ့တယ်ပေါ့နော်ဟာလားဒါပေမဲ့ generation C ကတော့ကျွန်တော်တို့က SRA နဲ့ချိတ်ဆက်မှုရှိတဲ့အခါမှာ SRA နဲ့ကုညီတောင်းတာပဲကျွန်တော်တွေ့လိုက်ရတယ်လေ line ပေါ်မှာ SRA ကိုဝင်ရောက်ကုညီဖြစ်ချင်းပြောတဲ့အခါဒီလိုကုညီမှုတွေဖြစ်ချင်းမှုလုပ်လိုက်တဲ့အတွက်ကြောင့်ဘာဖြစ်စေဒီ generation C မှာကျတော့
မဖြစ်တဲ့မဖြစ်တဲ့ဆက်ပြီးအမှားရမဖြစ်ခဲ့ဘူးနော်ဒါပေမဲ့အဲ့လိုမရှိဘဲနဲ့နော်သူစူးစီးမှုမရှိဘဲနဲ့လိုကယ်တွေမှာစူးစီးမှုမရှိရဲ့ကိုယ့်ရဲ့တတိပုဂ္ဂလတွားနေကြတဲ့အင်အားစုတွေနဲ့အခုချိန်ကအားလုံးစူးစီးမှုအောက်ကိုဝင်ကြဖို့တခုလေတော့စူးစီးအောင်ဝင်ကြဖို့ဆိုတဲ့အနေထားလက်ရှိဖြစ်ရတဲ့အသက်တွေပြနေနော်ဒါကကျွန်တော်တို့တော်ရင်သိအရေးကြီးပါတယ်ဆက်ထဲမှာပဲကျွန်တော်ရန်သူကိုလည်းပြန်ကြည့်မယ်ဆိုရင်ရန်သူက9နှစ်တာကာလသူ့ရဲ့တလုံးသူလှုပ်ရှားလာခဲ့တဲ့နှစ်90လှုပ်ရှားခဲ့တဲ့သူ့ရဲ့ de facto နော် de facto power သူကတလုံးကနှစ်90မှာနိုင်ငံတကာအကုန်လုံးသူကတိုင်းပြည်လုံးလက်နဲ့အားကိုးနဲ့ de facto power နဲ့ပဲအုပ်ချုပ်ခဲ့တာသူ့ရဲ့ဒီတလုံးလှုပ်ရှားလာခဲ့တဲ့ de facto ကြီးကကျွန်တော်2017မှာမရှိတော့ဖြစ်သွားအထူးသဖြင့်တော့ကျွန်တော်1027ပေါ့နော်1027စတဲ့အချိန်မှာသူ့ရဲ့ de facto power လုံးဝကျသွားပြီးတော့သူကရှုံးကြီးရှုံးလာတယ်တမိုင်းမှာတစ်ခါမှမကြုံဘူးတဲ့အရှုံးတွေရှုံးလာခဲ့အဲ့ဒီအချိန်မှာသူကပြန်ပြီးတော့မှဘာလုပ်လဲဆိုတော့နော်သူ့ရဲ့ဒီ9နှစ်တာကာလဆိုတဲ့ timing ကိုပြန်ယူပြီးတော့သူဒီ jury power ပြန်ပြီးတော့အားကောင်းလုပ်လာနိုင်ခဲ့တယ်သူတို့အားလုံးသိတဲ့အတိုင်းပါပဲအထူးအောင်တကယ်တူအောင်ပါပဲတကယ်လိန်ညာတူအောင်ရွေးကောက်ပွဲဆိုတော့လုပ်ခဲ့တယ်ဘယ်လိုပဲဖြစ်စေလိန်ညာတူအောင်ဆိုတော့တကွာလုံးကသိတယ်ကျွန်တော်တို့လည်းအကုန်လက်မခံပြည်သူလူထုကလက်မခံဒါပေမဲ့လည်းဘယ်လိုပဲဖြစ်စေသူ့ရဲ့ de facto power မြင့်တင်တဲ့လုပ်ရက်ကတော့ဇုံတစ်ခုတော့အကျိုးသက်မရှိလာဆိုတော့ကျွန်တော်တွေ့နေတာအခုဆိုရင်ကျွန်တော်အိမ်နေချင်းပေါ့အထူးသဖြင့်အိမ်နေချင်းတွေကပြန်ပြီးတော့ဆက်ဆံမှရတော့မယ်ဟုတ်လားစစ်ကောင်စီနဲ့ဆက်ဆံမှရတော့မယ်ဆိုတဲ့ပုံစံမျိုးတွေနော်လာတယ်ပြီးစနေပြီနော်သူကလည်းဒါအပြင်ကိုသူ့ရဲ့ခုနပြောတဲ့ကြာဆုံးတဲ့ဒီဂျူဒီsorry ဒီကြာဆင်းလာခဲ့တဲ့ de facto အစားသူ့ရဲ့ de jure ပြန်မြင့်တင်လို့တဲ့အခါမှာသူကလည်းတခြားနည်းလမ်းနဲ့ချင်းကတ်လာအများကြီးလုပ်လာတာဥပမာကြည့်မယ်ကျွန်တော်အမေရိကမှာကြည့်မယ်ဆိုရင်အမေရိကကျွန်တော်တို့ Trump ဆိုတော့သူချင်းကမှုတွေလုပ်လာတယ် lobbyist တွေကိုတန်းနဲ့ချီပြီးတော့ပြည်သူပစံနေလားပြည်သူပစံနေတန်တန်ငွေနဲ့တန်းနဲ့ချီငှားပြီးတော့မှဒီအသိအမှတ်ပြုလို့ဂျုံထွက်လို့ရအောင်လေဟုတ်လားလုပ်လာတယ်ဆိုတော့ဒါတွေကလည်းဘာဖြစ်စေထီအောင်မတခုရှိလာဆိုတော့ကျွန်တော်သတိထားတဲ့ဟုတ်လားအသိအမှတ်ပြုသတိထားတဲ့ဒါကိုသတိထားဖို့အသိအမှတ်ပြုအောင်အဲ့ဒါကိုကျွန်တော်လစ်လို့ရှာတော့မရဘူးရန်သူရဲ့အားကောင်းလာမှုရန်သူရဲ့ရွေတွေကအကောင့်မှုတခုဖြစ်လာဆိုကျွန်တော်တို့ကဒါသိအရေးကြီးသတိထားရမှာဆိုနေတာဖြစ်လာတယ်ဆိုတော့ဒါကကျွန်တော်ညင်းပယ်လို့မရဘူးမသိကြအောင်ဆောင်လို့မရဘူးမသိကြအောင်ဆောင်ကျွန်တော်အများကြီးမှားသွားတယ်ဆိုတော့အဲ့လိုနေတာလည်းရှိလာတဲ့အချိန်မှာရန်သူဘက်ကဒီပြည့်နဲ့ဒီ duty ဆိုတဲ့နေဟာအားကောင်းလာဆိုတဲ့နေရာမျိုးရှိလာတယ်အရင်နဲ့ဆိုင်အများကြီးအားကောင်းလာဆိုတဲ့နေတာဒါကကျွန်တော်တို့သိအရေးကြီးပါတယ်အဲ့လိုအခြေအနေမျိုးတွေမှာဖြစ်လာတဲ့အခါမှာကျွန်တော်တို့ခုနပြောသလိုပဲတေချာတာကတော့စစ်နိုင်တိုင်ရေးဆိုတော့ပါတယ်ဟာအားလုံးကယုံကြည်ထားတယ်စစ်နိုင်တိုင်ရေးနဲ့ပဲကျွန်တော်တို့ဘက်က de facto ကိုပြက်သားပြန်ယူနိုင်မှသာလဲနော်နိုင်ငံတကာရဲ့အသိအမှတ်ပြုလာကျွန်တော်ပြန်ရမယ်ကျွန်တော်တို့ဒီ jury နဲ့စခဲ့ကြတယ်2021ကစခဲ့ပြီးတော့ကျွန်တော်နိုင်ငံတကာအသိအမှတ်ပြုတော့ဒီ jury တွန်းတင်ပြီးတော့ကျွန်တော်တို့ကတရားဝင်အစိုးရပါဆိုကျွန်တော်လုပ်ခဲ့ကြတောင်းဆိုခဲ့ကြကျွန်တော်တို့တကဘာလုံးပုံချက်ဖြစ်အောင်ကျွန်တော်တို့တောင်းဆိုခဲ့ကျွန်တော် US မှာဆိုတော့တခါမှမရှိဘူးတဲ့ကျွန်တော်တို့ဟာလားကျွန်တော် diaspora အင်အားစုတွေကခါတဲ့တိုင်းလုံးကလာဆုပြီးတော့လူပေါင်း9000ကျော်လောက်ဆုပြီးတော့ကျွန်တော် White House လို့နော်ဒီ Congress တို့ခါတဲ့တောင်းဆိုပြီးတော့အန်ယူဂျီဆိုတော့အသိအမှတ်ပြုဖို့နောက်ပြီးလို့ချင်းဘာမှအဲ့ကိုဟာလားပြဋ္ဌာန်းပေးဖို့ဒါမျိုးတွေကျွန်တော်လုပ်ခဲ့ကြတယ်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်9နှစ်ကြိုးစားခဲ့တဲ့အချိန်မှာကျွန်တော်ထင်တယ်လို့မပေါ့ဘူးဆိုတော့တေချာတာကတော့ခုနပြောတဲ့ defect ကတိတ်ရေးကြီးတယ်ဆိုတာဖြစ်ထွက်နေပြီစစ်နိုင်တိုက်ရဲ့တိတ်ရေးကြီးဆိုတာလည်းဖြစ်နေပြီအဲ့လိုစစ်နိုင်တိုက်ရေးကြောင်ဒါကိုကျွန်တော်အားကောင်းတဲ့ကောင်းဘယ်လိုလုပ်မလဲဆိုတဲ့အနေအထားတွေကိုကျွန်တော်အများဆုံးပြုပြင်ဆင်ရတော့မယ့်အချိန်လို့ကျွန်တော်သုံးသပ်ချင်တယ်ဒါအပြင်ကိုကျွန်တော်ဒီလိုစစ်ရေးအနိုင်တိုက်ဖို့ဆိုလို့ရှိရင်ကိုယ်ချင်းကြားမှာနော်သွေးစည်းညီညွတ်မှုတိတ်ရေးကြီးတယ်အဲ့သွေးစည်းညီညွတ်မှုကိုပြက်ပြားစေမဲ့နော်ကိုအချင်းချင်းကြားမှာသွေးစည်းညီညွတ်ရောနေပြီးတော့ကိုအချင်းချင်းပြန်ပြီးတော့ဟာတနပြောင်းလှည့်တဲ့အဖြစ်မျိုးတွေဆိုမဖြစ်ရအောင်ဆိုတော့ကျွန်တော်တစ်ချိန်လုံးကျွန်တော်တို့သတိပေးနေတာရှိပါတယ်။ဘာကြောင့်ဆိုတော့တော်လိုင်းရေးမှာကျွန်တော်လည်းဖြတ်ခဲ့ကြတာကျွန်တော်လည်း88ကနေဟလာလက်လက်ကန်တော်လိုင်းရေးမှာဖြတ်ထားတဲ့ခါဒီလိုကိုအချင်းချင်းဒီတနပြောင်းလှည့်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ make brief ကအသွင်ရှင်းရမယ့်ဟာတွေကိုမရှင်းနိုင်မဲနဲ့တနပြောင်းလှည့်ခဲ့လို့ရှိရင်တော့ရန်သူကဒါကိုခွင့်ရယူပြီးတော့သူ့ရဲ့ကြဆင်းနေတဲ့နော်ဆုံးရှုံးတော့မဲ့လက်လွတ်ဆုံးရှုံးတော့မဲ့အနေအထားတွေကိုပြန်ပြီးတော့အရယူသွားနိုင်တယ်ဆိုတော့တာတက်ကရှိခဲ့တာကျွန်တော်88မှာဆိုရင်လည်းဟာကျွန်တော်1988ကနေ9နှစ်ဆိုရင်1993နော်တကယ်လို့1990ရွေးကောက်ပွဲကနေစမယ်ဆို1995ဆိုတော့အဲ့ဒီ9နှစ်တာကာလတွေက93 95ကြာကာလတွေရန်သူကကျွန်တော်တို့ဒီလက်နက်ကန်တော်လိုင်းရေးကိုတွေးခွဲပြီးတော့နော်တုတ်သွားခဲ့တယ်။ဘာကြောင့်တွေးခွဲခံလဲဆိုတော့ကျွန်တော်တို့ကြားထဲမှာချင်းချင်းတနပြောင်းလှည့်တာတွေပြီးလို့ချင်းအချင်းချင်းတက်ဖြတ်တာတွေဒါတွေကဖြစ်လာခဲ့။ဒါတွေဖြစ်လာအောင်လဲရန်သူကအချိန်ကိုက်တွေလုပ်တယ်ဆိုတာကိုကျွန်တော်သိသတိထားဖို့အရေးကြီးတယ်။အခုကဒီတိုင်ပင်ရောက်နေပြီကျွန်တော်ຫນွေဦးတော်လိုင်းရေးက9နှစ်မြောက်ရန်သူလုပ်နေကြရန်သူဒီသူ့ရဲ့ထုံးလုံးဒီအဟောင်းကြီးပဲနီလန်ဟောင်းကြီးကိုပဲအများနဲ့သုံးတယ်ခေတ်ဆက်တဲ့ဒီနီလန်ပဲသူသုံးတာကျွန်တော်တို့ကျွန်တော်မှတ်မိတဲ့အချိန်ပြောမှဆိုရင်တော့ဒီမာယူကွန်မြူနစ်ပါတီနဲ့လား
လုပ်တဲ့အချိန်မှာလည်းဖြိုခွဲတဲ့အချိန်မှာဒီနီလန်းဟောင်းမဲ့တုံးတာနော်ပြီးလို့ချင်းတခါကျွန်တော်တို့88မှာလည်းတခါဒီနီလန်းဟောင်းမဲ့တုံးကျွန်တော်တို့တပ်ပေါင်းစုဆိုဒီတကက်ခိုင်မာတဲ့တပ်ပေါင်းစုကြီးနော် DAB တို့ကျွန်တော် NCUB တို့စတဲ့တပ်ပေါင်းစုကြီးတွေကိုပြုတ်ကွဲတော့အောင်အထက်မှာရှိတဲ့အဖွဲ့တွေအတိုင်းအသားအဖွဲ့တွေကိုတစ်ဖွဲ့ချင်းခွဲထုတ်ပြီးတော့ဟိုအကျိုးစီးပွားဟလာညီညာရေးပါဆိုပြီးတော့ဒီမှာအပြစ်ကတ်ရစဲခေါ်ပြီးတော့ညီညာရေးခေါ်ပြီးတော့စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးဒါမျိုးတွေလုပ်ခဲ့တယ်ဆိုတော့ဒါကတကက်ဒီနီလန်းပဲအခုလည်းဒီနီလန်းပြတာလေတစ်ချိန်တည်းမှာပဲကိုတွင်းထဲမှာရှိတဲ့အဖွဲ့အစည်းတွင်းထဲမှာဟိုပြုတ်ကွဲကြောင်းနော်ဖြစ်အောင်အတွက်နော်ထင်အောင်ထင်မှားတဲ့ဖြစ်အောင်တရားကြောင့်တူးခွဲအောင်ရန်သူကသူ့လူတွေကအနိကမှာနေပြီးတော့အထက်ကိုဖွဲ့စည်းတယ်ကျွန်တော်တို့တွေဆိုတော့အနိကရန်သူကကိုဖွဲ့စည်းတော့ရှိနေမသိခဲ့အဲ့တော့အတွေ့အကြုံမရှိဒါပေမဲ့လည်းဒီလူတွေကဝင်ပြီးတော့မှဒီဖွဲ့စည်းတွေရဲ့တူးခွဲကြောင်းသူတို့ရဲ့ဆုံးဖြတ်ချက်တွေခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေမှားယွင်းကြောင်းတွေကိုအနိကပါနက်နဲ့နော်တေရန်သူတရှိုတွေကလှုပ်ရှားပြီးတော့မှအဲ့မှာချင်းချင်းကိုပြန်ပြီးတော့တတ်တဲ့ဖြတ်တဲ့ကိစ္စဇတ်သူစားစားတယ်ပေါ့ဗျာပြောရင်ဟာဇတ်သူစားခဲ့မှုတွေဖြစ်ခဲ့တဲ့ကြောင့်နောက်ဆုံးဟင်းသာ9000ပြက်ပြီးတော့ဒေါ်လာရင်းတွေကျဆုံးရတယ်ဆိုတာတမိုင်းတေခံနေရှိပါတယ်ဒါကြောင့်မို့အခုချိန်ကဒီဒါမျိုးအချိန်ရောက်နေပြီရန်သူကလည်းတစ်ဖက်ကခုနကပြောသူ့ရဲ့ဒီ de facto power ယူတဲ့အချိန်မှာတစ်ချိန်တည်းမှာကျွန်တော်တို့ဘက်ကိုလည်းကျွန်တော်တို့ရဲ့ဒီအင်အားစုတွေအားလုံးကိုလည်းဖြိုခွဲတဲ့လုပ်ငန်းစဉ်တွေတဖြည်းဖြည်းနဲ့သူချိန်ကိုက်တိုးလာပြီသူညှို့နှံထားတဲ့သူ့ရဲ့လူတွေကိုသူအသုံးချပြီးတော့မှအချိန်ကိုက်အသုံးချပြီးတော့မှကျွန်တော်တို့အဖွဲ့အစည်းတွေဒေါ်လာရေးအဖွဲ့အစည်းတွေတိုင်းသားအဖွဲ့အစည်းတွေကြားထဲမှာသူ့ကိုရသူ့ကြောင်းနေနော်မဖြစ်မဖြစ်တဲ့ခုနကပြောဇတ်သူစားတာမျိုးဖြစ်လာအောင်လေတွေးထုံးလှုပ်ဆော်ပြီးကိုယ့်ထဲမှာရှိတာကိုယ့်နားမှာရှိတာနော်ကျွန်တော်မသိလိုက်ဒါပေမဲ့ဒီလူတွေကပနက်နဲ့နော်အဖွဲ့တစ်ခုရဲ့ဟာဒီ unit တစ်ခုရဲ့နော်ဒေသတစ်ခုရဲ့နော်အဆင့်တစ်ခုမှာရှိတဲ့ခေါင်းဆောင်တွေဆိုတော့မှားယွင်းနေဖြစ်သွားအောင်သူတို့ကအနာကလေးအသားလေးပနက်လေးဟိုကြောက်တွန်းပြီးတော့နော်လှုပ်ဆောင်ပြီးတော့မှအဲ့အဖွဲ့ကြီးတဲ့အမှားယွင်းလုပ်မိပြီးတော့ကိုချင်းချင်းတာဖြတ်တာဒါမှမဟုတ်ဖြစ်အောင်လုပ်တယ်တိတ်ဟိုသူ့ရဲ့လုပ်ကွက်သူလုပ်ကိုလုပ်တော့မဲ့ချိန်ဒီတိုင်မင်ကသူ့အတွက်တိုင်မင်ရောက်နေပြီဒါကြောင့်မို့ကျွန်တော်တော်လိုင်းသိရေးကြည့်တယ်အင်မတန်သတိထားမှချိန်လို့ကျွန်တော်အားလုံးသုံးသပ်တင်ပြချင်ပါတယ်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဥက္ကလေးလည်းချက်ဆွေးနွေးပေးပါဦးဗျဟုတ်ကဲ့ပါအခုလိုဖိတ်ခေါ်တဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ9နှစ်တာပြီးခဲ့တဲ့ကာလမှာနိုင်ငံရေးစစ်ရေးတန်တမာရေးတွေကျွန်တော်တို့သုံးသပ်ရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရေးဘုံသဘောတူညီချက်ကျွန်တော်တို့တော်လှန်ရေးဘက်မှာမရရှိသေးတယ်ပါမရရှိသေးပါဘူးနိုင်ငံရေးဘုံသဘောတူညီချက်မရှိဘဲနဲ့စစ်ရေးအရာစုဖွဲ့ဖို့ဆိုတာကဘယ်နိုင်ငံရေးဘုံသဘောတူညီချက်ကိုအခြေခံပြီးတော့ဒီစစ်အင်အားတွေစုစည်းတယ်လဲဆိုတာကမေးခွန်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကကြိုးစားနေတဲ့အတန်တွေကျွန်တော်တို့ကြားနေရပါတယ်တိုးတက်မှုတွေရှိနေတယ်ဆိုတာလည်းကျွန်တော်တို့ကြားနေရပါတယ်လောလောဆယ်အထိတော့ခိုင်မာတဲ့ဘုံသဘောတူညီချက်မျိုးမရသေးဘူးဆိုတာကျွန်တော်တို့သိပါတယ်အဲ့တော့9နှစ်တာကြာသွားတဲ့အတွက်ကြောင့်နိုင်ငံရေးကိုသုံးသပ်ရမယ်ဆိုရင်တော့ revolution ပေါ့ဗျာဝုံကနေဒိုင်းကနေချက်ချင်းလင်ငယ်ပြည်သူတွေကြွတက်လာတဲ့အချိန်အမြင့်ဆုံး moment ကာလ momentum ကိုမထိန်းနိုင်မဲနဲ့ကျွန်တော်တို့ဘက်ကရော့ကျသွားတဲ့အချိန်1-3-2 နောက်ပိုင်းမှာကျွန်တော်တို့ဘက်ကစီရေးစွမ်းအင်တွေမပြနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေရဲ့စိတ်ဓာတ်ကမချစ်မရဲတွေဖြစ်ခဲ့တယ်လို့ကျွန်တော်သုံးသပ်ရမှာဖြစ်တယ်အဲ့တော့ဒီအတွက်ကြောင့်စစ်နိုင်တိုက်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့စစ်နိုင်တိုက်ဖို့အတွက်စူးစီးရမယ်ဆိုပြီးတော့စူးစီးမှုတွေလုပ်လာပါတယ်စူးစီးမှုတွေလုပ်တဲ့အခါမှာ bottom up approach all include မြေပြင်မှာရှိတဲ့ရလဒ်တွေကောင်းနေအများကြီးရှိပါတယ်ဥပမာ SRA လို့အစူးစီးမျိုးတကယ်မြေပြင်ကနေပြီးတော့ຫນွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ခေါင်းဆောင်တွေကအခုဆိုရင်စစ်ရေးမှာ9နှစ်တာကာလကောင်းကောင်းမွန်မွန်သူတို့စစ်တာဝန်တွေထမ်းဆောင်နေနိုင်ပြီဖြစ်ပါတယ်တော်လှန်ရေးမှာလည်းအတွေ့အကြုံရှိလာတာဖြစ်ပါတယ်ဒါတွေကကောင်းတဲ့အချက်တွေဖြစ်ပါတယ်အဲ့ဒီပြင် SRA နဲ့ဒီ NUG ဂျားထဲမှာလည်း communication relationship တွေရှိတယ်ဆိုတာလည်းကြားသိရပါတယ်အဓိကခုနဥယျာဉ်ပြောသွားသလိုကျွန်တော်တို့အင်အားစုတွေဖြစ်တဲ့ဒီ NUG အင်အားစုတွေရှိမယ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရှိမယ်ပြီးလို့ရှိရင် NUG အောက်မှာမရှိဘူးလွတ်လပ်စွာရပ်တည်နေတဲ့ local PDF တွေပေါ့ LPDF တွေလည်းရှိနေတယ်ဒါတွေအကုန်လုံးစုစည်းပြီးတော့
သွားရမှာဖြစ်တယ်အဲ့ဒီ movement အနေကတော့ရွေ့နေတာဖြစ်ပါတယ်နော်ဟိုဟာပေါ့တော်လိုင်းကာလမှာအင်မတန်ခက်တဲ့အတွက်ကြောင့်စူးစီးမှုခက်ပါတယ်သို့တော့အရွေ့တော့ရှိနေတယ်လို့ကျွန်တော်တို့ကောက်ချက်ချလို့ရပါတယ်တန်တမန်ရေးရနဲ့ပတ်သက်မယ်ဆိုရင်ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုကျွန်တော်တို့တကယ်အမှန်တကယ်အားကိုးမယ်ဆိုတော့အားကိုးရမယ့်နိုင်ငံဖြစ်တဲ့အမေရိကန်ပြည်ထောင်စုအနေနဲ့ကလည်းနိုင်ငံရေးအရCongress က pass ဖြစ်ထားတဲ့ဒီဘာမာအဲ့နဲ့ပတ်သက်လို့ amendment လုပ်ထားပြီးတဲ့နောက်ပိုင်းမှာပြီးမယ်ဆိုတဲ့ဟာတွေကလည်းဥပမာနန်းလီတယ်တို့ဘာလို့ပေါ့ဗျာမရရှိသေးပါဘူးအဲ့တော့ဒါတွေကလည်းအဲ့ဒီအပြင်စကားစဘက်က lobby တွေကလည်း Washington DC ကိုတကယ်ရောက်ပြီးတော့ဒီ Trump အစိုးရနဲ့ inline ဖြစ်အောင်ထိုးဖောက်ထားတာလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့အပြိုင်ဆိုင်သွားတဲ့အခါမှာအခြေအနေနဲ့အချိန်ကရန်သူဘက်ကအင်အားတွေကလည်းအရွေ့တွေလည်းကျွန်တော်တို့ကထက်မတွက်လို့မရပါဘူးကိုယ့်ဘက်ကတိုးတက်လာတယ်သို့တော့အချိန်အခါနဲ့ဟိုကနောက်ကျလို့မရပါဘူးတိုင်မင်ကအင်မတန်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကရွေ့ချားတိုးတက်မှုတွေရှိတယ်အကုန်လုံးဝိုင်းပြီးတော့ညီညွတ်ရေးအတွက်ကြိုးစားနေကြတဲ့အရွေ့တွေလည်းရှိတယ်သို့တော့အချိန်နဲ့တိုက်ဖို့လိုပါတယ်ဒီနေ့ဒီအချိန်ဟာဆိုလို့ရှိရင်အဲ့ဒီအချိန်ခါကိုထောက်ပြနေတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရန်သူဘက်ကစစ်အာဏာရှင်ဘက်ကရွေးကောက်ပွဲလုပ်ပြီးသွားပြီဖြစ်ပါတယ်ကြိုက်မကြိုက်မှန်လုပ်တယ်မကြာမီလွှတ်တော်ခေါ်မယ်လွှတ်တော်ကြီးပေါ့နော်လွှတ်တော်ကြီးခေါ်မယ်ဒီလွှတ်တော်ကြီးကဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီးပေါ်ပေါက်လာတဲ့ဒီလွှတ်တော်ဖြစ်မယ်အစိုးရတရားဖြစ်လာမယ်ဘယ်လိုပဲဖြစ်ဖြစ်သူ့အနေနဲ့ de facto power ကိုရပြီးတဲ့တကာလမှာကျွန်တော်တို့ de jure power ကိုသူတို့ကတိဆောက်ထားပြီးသားဖြစ်ပါတယ်အဲ့အတွက်ကြောင့်ရန်သူဘက်ကအရွေ့တွေကအလျင်အမြန်နဲ့သွားနေတာဖြစ်ပါတယ်ဒီမှာကျွန်တော်လေးနဲ့သုံးသပ်ချင်တာကသူတို့ကအမြဲတမ်း divide and rule ထိုးခွဲတဲ့ policy ကိုသူတို့ကျင့်သုံးပါတယ်အဲ့သူတို့ဘက်ကထိုးခွဲမှုတွေကိုကျွန်တော်တို့ဘက်ကတော်လှန်ရေးတတိမရှိဘဲနဲ့လိုက်ပါမယ်အဲ့အမှားတွေမပြင်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးconclusion ချတဲ့အခြေအနေအချိန်ခါမျိုးမှာဒါကျွန်တော်တို့ဘက်ကစိုးရင်စရာရှိပါတယ်ဒါစိုးရင်စရာရှိပါတယ်ဘယ်နေရာမှာလဲဆိုတော့ခုနကညီညွတ်ရေးတိဆောက်တဲ့နေရာတွေအကုန်လုံးပေါ့နော် preparation မှာဘယ်လောက်ကြီးပဲတိုးတက်လာစေကမူကျွန်တော်တို့တိုင်မင်အောက်နေရင်တော့ကျွန်တော်တို့ဘက်ကအခြေအနေမကောင်းပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒါပေါ့ဆဆ overall မှာလုံးလို့မရဘူးဆိုတာပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့55သန်းသောမြန်မာပြည်သူတွေကဒီတော်လှန်ရေးပေါ်မှာမှီခိုနေတာဖြစ်ပါတယ်သူတို့ဘဝဒီတော်လှန်ရေးမှမအောင်မြင်ဘူးဆိုနောင်တော်လှန်ရေးဆိုတာလည်းမရှိနိုင်တော့ပါဘူးစစ်အာဏာရှင်လက်အောက်မှာပစားပေါက်ပိတ်ပြီးတော့ခိုင်းသမျှလို့ငြိမ်ခံနေတဲ့ဘဝကိုတစ်သက်လုံးကြုံဖြစ်သွားပါပြီအဲ့တော့နောက်ထပ် revolution လည်းလာမှာမဟုတ်တော့ပါဘူးအဲ့ဒီအတွက်ကြောင့်ဒီနေ့ဒီချိန်မှာ beyond the blame အပြစ်တွေတင်နေမဲ့အစားမိကုံရွမ်းကုံစူးစမ်းရမယ့်အချိန်ဖြစ်ပါတယ်ကျွန်တော်တို့ excuse တွေပေးနေလို့မရပါဘူး excuse တွေပေးနေမယ်ဆိုရင်တော့လူတိုင်းက excuse ပေးတတ်ပါတယ်အဲ့တော့ excuse တွေဘာမှမပေးဘဲနဲ့စစ်အနိုင်တိုက်ရေးမှာရေးပါလာတာပဲလူကျင်တယ်ရေဘူးပေါက်နေတာမကြားကြပါဘူးဘယ်ပြည်သူလူထုကမှဘယ်လိုမျိုး excuse လုပ်မယ်ဆိုပြီးမျှော်လင့်ပြီးနားထောင်နေတာမဟုတ်ပါဘူးစစ်အနိုင်တိုက်အောင်ဘယ်လိုလုပ်ကြမလဲစစ်ပွဲကိုဘယ်လိုပြင်းအောင်ပွဲတွေဆင်နွှဲလို့ရမယ်ဆိုတာပဲပြည်သူကကြားကျင်တာဖြစ်ပါတယ်ဒီအတွက်ကြောင့်တော်လှန်ရေးမှာပါနေတဲ့အင်အားစုတွေအကုန်လုံးပေါ့နော်ကျွန်တော်တို့လည်းဝန်းရံနေပေါ့အကုန်လုံးကအမျှော်မြင်ရှိနဲ့ရန်သူထိုးခွဲတာမခံမဲနဲ့ကျွန်တော်တို့ရဲ့အောင်မြင်မှုပန်းနိုင်ကိုအချိန်မီရန်သူနဲ့ရှေ့တလန်းနောက်ကျပြီးသွားလို့မရပါဘူးရန်သူတဲ့ပန်းဝင်မှုမှန်ကန်အောင်ရန်သူခင်းပေးတဲ့လမ်းမှာရှောက်နေရတဲ့ဘဝမျိုးမဟုတ်ပဲနဲ့မိမိကိုယ်တိုင်မိမိဖန်တီးထားတဲ့လမ်းကြောင်းပေါ်မှာရှောက်နိုင်ဖို့တပြည်လုံးကိုဆွဲခေါ်သွားနိုင်တဲ့ actor ဖြစ်ဖို့ပါဒီမိုကရေစီအပြောင်းလဲမှာအရေးအကြီးဆုံးကတစ်ချက်ပဲရှိပါတယ် who is the actor ဒီအပြောင်းလဲကိုဘယ်သူက
act လောက်တာလဲဘယ်သူကဥဆောင်တာလဲအဲ့ဒီဥဆောင်မှုအခန်းကဏ္ဍမှာအရေးကြီးပါတယ်ကျွန်တော်တို့2010 2012တွေမှာအပြောင်းလဲလေးရေးရေးလေးအတူရောင်လေးတွေဖြစ်သွားတာဒီဟာတွေကဘယ်ပေါ်မှာအခြေခံလဲဦးသိန်းစိန်အစိုးရပေါ်မှာအခြေခံသွားတာဖြစ်တယ်သူတို့က actor လောက်သွားတာဖြစ်တယ်ဒီတစ်ခါအပြောင်းလဲစပြီဆိုရင်ကိုယ့်ဘက်က actor ဖြစ်အောင်စူးစမ်းဖို့လိုမယ်လို့ကျွန်တော်မြင်ပါတယ်အခုကျွန်တော်တို့ဒုတိယပိုင်းအစီအစဉ်အရာကျွန်တော်တို့အားနည်းချက်တွေဘာတွေရှိသလဲနော်အားနည်းချက်တွေဘာတွေရှိသလဲနောက်တစ်ချက်ကပြည်သူတွေအနေနဲ့အောက်မှာတကယ်တိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ PDF LPDF တိုင်းသားခေါင်းဆောင်တွေဒီအင်အားစုတွေအနေနဲ့ဒီလိုမျိုးတော်လှန်ရေးဒီလိုကာလမျိုးမှာဘာတွေစိုးကြိုးကောင်းကြိုးတွေဖြစ်လာနိုင်တယ်လဲဘာတွေပြင်ဆင်သင့်တယ်လဲဆိုတော့ကျွန်တော်တို့ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်ဒုတိယပိုင်းအနေနဲ့ကျွန်တော်ကိုစလိုင်းရောအောင်ကစလိုက်ပါလို့ကျွန်တော် request လုပ်ချင်ပါတယ်ဗျာ ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ကတော့ဒီဒုတိယပိုင်းမှာပါဗျာနော်မကြာသေးခင်ကပဲဖြစ်သွားတဲ့ဒီ NUG နဲ့ဒီဘုံတို့ဒီငကားကိစ္စတွေကိုကျွန်တော်နည်းနည်းလေးတင်ပြချင်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်စဉ်းစားမိတာကတော့ကျွန်တော်တို့တော်လှန်ရေးဘာကြောင့်ဖြစ်ပေါ်လာရကြလဲပေါ့ဗျာနော်ကျွန်တော်စဉ်းစားမိတာကတော့အုတ်ချုပ်သူတွေကလက်နက်အားကိုးနဲ့ကျွန်တော်တို့မတရားဖိနှိပ်အနိုင်ကျင့်မှုကြောင့်ပေါ်လာရတာဖြစ်တယ်လို့ကျွန်တော်တော့လက်ခံထားတော့ဗျာဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါတွေဆင်ခြင်ဖို့မလိုဘူးလားလို့ကျွန်တော်စဉ်းစားမိတာပေါ့နော်ဆိုတော့ကိုကမကြိုက်လို့တော်လှန်တဲ့အရာတွေကိုကပြန်မလုပ်ပြီးဖို့တတိထားမှာဖြစ်တယ်လို့ကျွန်တော်တော့လက်ခံထားတာပေါ့ဗျာဆိုတော့အခုကျွန်တော်တို့NUG နဲ့ငကားကိစ္စမှာကျွန်တော်ဘယ်သူ့မှကျွန်တော်မထောက်ခံပါဘူးเนาะမထောက်ခံတယ်လို့ပဲဘယ်သူမှန်တယ်မှားတယ်ကျွန်တော်ပြောပါအောင်เนาะအဲ့တော့ငကားရန်သူဟုတ်တယ်မဟုတ်ဘူးတဲ့ကျွန်တော်ကာဝယ်ကျွန်တော်မပြောပါဘူးဒါပေမဲ့မတရားတဲ့လုံရောက်ကိုတော့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့ဒီပြဿနာမှာNUG ကမလုပ်တဲ့အလုပ်ကိုလုပ်လက်တာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်เนาะအဲ့တော့ဒီနေ့စကားဝိုင်းမှာကျွန်တော်ဒီဟာကိုထည့်ပြောတာလေဒါကိုကျွန်တော်တို့ကသင်ခန်းစာယူပြီးတော့နောက်မှာဒီလိုမျိုးဖြစ်လာနိုင်တဲ့အခြေအနေမျိုးဖြစ်ပြီးဆိုရင်ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးပြီးတော့ကျွန်တော်တို့အဖြေရှာဖို့လိုအပ်တယ်ဒါကကျွန်တော်တို့သင်ခန်းစာယူမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလူမှုပတ်ဝန်းကျင်မှာအခုတတိပေါ့နော်ကျွန်တော်တို့ကဒီမိုကရေစီလို့ကျွန်တော်တို့ကပြောနေကြတယ်ရှေ့မှာကျွန်တော်တို့ကဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်မယ်လို့လည်းပြောနေကြတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကစဉ်းစားမှုတွေမပြောင်းသေးဘူးဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီရှေ့ကျွန်တော်တို့အနာဂတ်ဒီမိုကရေစီကိုတိုင်းပြည်ကိုကျွန်တော်တို့ဖန်တီးကြမဲ့လူတွေဖြစ်တယ်တည်ဆောက်ကြမဲ့လူတွေဖြစ်တယ်ဆိုရင်ဒီနေ့ကာလမှာကတည်းကကျွန်တော်တို့ကဒီမိုကရေစီကိုအခြေခံတဲ့နော်ဒီမိုကရေစီရဲ့ကျင့်စဉ်တွေကျွန်တော်တို့ကကျင့်မှုလိုအပ်တယ်အဲ့တော့ကျွန်တော်က Federal ပြည်ထောင်စုတည်ဆောက်ရေးကိုတွားကြမဲ့လူတွေဖြစ်တဲ့အတွက် Federal ကိုအခြေခံပြီးတော့ကျွန်တော်တို့ကပြဿနာတွေကျွန်တော်ဖြေရှင်းတဲ့တယ်ဆိုအခုကျွန်တော်တို့ဒီ NUG နဲ့ဘုံငကားဖြစ်တဲ့ကိစ္စမှာလည်းကျွန်တော်တို့ကဒီမိုကရေစီကိုတွားမယ်လို့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကကိုယ်မှာရှိတဲ့လက်နက်အားကိုးနဲ့ပဲကျွန်တော်တို့ကကိုယ်ထက်ငယ်တဲ့လူကိုအနိုင်ကျင့်တဲ့သဘောမျိုးဖြစ်တယ်နော်အဲ့တော့ဒီဟာက NUG ရဲ့တမိုင်းတစ်ခုဖြစ်သွားပြီကျွန်တော်တို့ဖြောက်လို့မရတဲ့တမိုင်းတစ်ခုဖြစ်သွားပြီလို့ကျွန်တော်ပြောရင်းနဲ့နောက်တစ်ခုတော့ဒါကျွန်တော်တို့လက်နက်လူငန်းအားကိုးနဲ့ငါတို့ကတရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့သဘောနဲ့အနိုင်ကျင့်တဲ့လုပ်ရလို့ကျွန်တော်တို့မြင်နေကြနော်အဲ့တော့ဒါကကျွန်တော်တို့ new တော်လှန်ရေးသက်တမ်းမှာနော်ပထမဆုံးလက်နက်ကင်ပြုကဖြစ်တယ်နော်ဒါကိုကျွန်တော်တို့ကရှေ့လျှောက်မှာဒီလိုမျိုးမဖြစ်အောင်ကျွန်တော်တို့ကသင်ခန်းစာယူဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့အခုလို NUG ကငကောင်းတက်လက်အတွက်ကျွန်တော်တို့ဘာအများရတယ်လို့ပေါ့ဗျာနော်နိုင်ငံရေးကျွန်တော်တို့ဘာအများရတယ်လဲစီးရေးရကျွန်တော်တို့ဘာအများရတယ်ပေါ့ဆိုတော့တချို့ကတော့ကျွန်တော်တို့ပြောနေကြတော့ရှိတာပေါ့နော်နိုင်ငံရေးအများရတယ်လို့ပြောနေတာရှိတယ်ဒါပေမဲ့ကျွန်တော်မြင်တာကတော့ကျွန်တော်တို့ကနိုင်ငံရေးစီးရေးပါရှုံးတယ်လို့ကျွန်တော်တို့မြင်နေကြဆိုတော့နိုင်ငံရေးဆိုရင်အခုကျွန်တော်တို့ကြည့်နော်ဆိုတော့လူလူထောက်ခံမှုကျွန်တော်တို့ကြားလာတော့တွေ့ရတယ်နောက်ဆုံးတက်ဘာဖြစ်နိုင်လဲဆိုရင်နိုင်ငံတကာထောက်ခံမှုကကျွန်တော်တို့ဆက်ပြီးကြားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကပြဿနာကိုဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာတဲ့နည်းကိုမသုံးမတဲ့လက်နက်ကင်ပြီးတော့အကြမ်းဖက်နည်းနဲ့ဖြေရှင်းတဲ့အတွက်ဖြစ်တယ်။နော်ဒါကြောင့်ကျွန်တော်တို့ရှေ့လျှောက်မှာကျွန်တော်တို့ဒါအထူးသတိထားဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်။နောက်တစ်ခုကတော့ကျွန်တော်တို့လက်နက်ကင်အဖွဲ့အစည်းတွေပေါ့နော်အဖွဲ့အစည်းတွေရဲ့
ထောက်ခံမှုเนาะလက်နက်ကန်အဖွဲ့အစည်းဆိုတဲ့နေရာမှာလက်နက်ကန်အဖွဲ့အစည်းအချို့ပေါ့နော်တချို့လည်းကျွန်တော်တို့ထောက်ခံတဲ့လူရှိနိုင်ပါတယ်တချို့လည်းကန့်ကွက်တဲ့အဖွဲ့အစည်းတွေလည်းရှိနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကန့်ကွက်တဲ့အဖွဲ့အစည်းတွေလည်းရှိလာမယ်ဆိုတော့ဒါလက်နက်ကန်ဒေါ်လာရဲ့အဖွဲ့အစည်းတွေထောက်ခံမှုကျွန်တော်တို့ကြားလာနိုင်တယ်နောက်တစ်ချက်ကတော့ PDF အတွင်းထဲမှာကိုကဒီပြဿနာကရိုက်ခတ်မှုတွေရှိမှာဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဘာပဲဖြစ်ပေါ့ဗျာကျွန်တော်တို့ကဒီမိုကရေစီတိဆောက်မဲ့လူတွေလို့ကျွန်တော်တို့ကကိုခံထားရဆိုတော့ဒီမိုကရေစီကျင့်စဉ်တွေချင်းကိုကျွန်တော်တို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကိုယ်နေမြေတစ်ခုဆုံးရှုံးသွားရတယ်ဗျเนาะအရင်ကဆိုရင်ဒီနေမြေကကျွန်တော်တို့အတွက်ကျွန်တော်တို့ရဲ့ဒီလွတ်မြောက်နေမြေတစ်ခုပါဗျဆိုတော့အခုကတော့ကျွန်တော်တို့ကနေမြေတစ်ခုဆုံးရှုံးသွားပြီးတော့ကျွန်တော်တို့စစ်တပ်ရဲ့နေမြေတစ်ခုဖြစ်သွားပြီလို့ကျွန်တော်ပြောရမှာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့မကြာသေးခင်ကပဲဖြစ်သွားခဲ့တဲ့ကိစ္စအပေါ်မှာဒါကျွန်တော်သင်ခန်းစာယူစရာတွေကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုတစ်ခုလုံးအခြေအနေကိုကျွန်တော်တို့ပြောမယ်ဆိုရင်တော့စစ်ရေးကိုကျွန်တော်ဦးစားပေးပြီးကျွန်တော်ပြောချင်ပါတယ်ဆိုတော့အခုအခြေအနေကြီးကတော့ကျွန်တော်တို့ကစစ်ကြီးတစ်ခုလုံးကိုအဆုံးအဖြတ်ပေးနိုင်တဲ့အခြေအနေမဟုတ်သေးဘူးလို့ကျွန်တော်တို့ပြောရမယ်နော်အဲ့တော့အခုနကကျွန်တော်တို့လာကိုရင်ရင်ကောကိုလေးကပြောရတာရှိတယ်နော်ကျွန်တော်တက်တုံညာနှစ်ခုနဲ့ပတ်သက်တဲ့ကိစ္စပါဗျာနော်အဲ့တော့တက်တုံညာနှစ်ခုစစ်စင်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအင်အားနေပြီးတော့လက်နက်ကရချို့တဲ့နော်ကျွန်တော်တို့ဒီဒိုင်းနာတော်လှန်ရေးအင်အားစုတွေရဲ့ထိုးစစ်ကိုနော်ဒီကြီးရည်လေးအင်အား၄-၅သိန်းရှိပြီးတော့လက်နက်ကရပြည့်စုံတဲ့နိုင်ငံကိုကာကွယ်ပါမယ်ဆိုတော့စစ်တပ်ပေါ့နော်စစ်တပ်ရဲ့အောက်ကရမခနဲ့နပခကိုကျွန်တော်သိပိုက်နိုင်တယ်ဆိုတော့ဒါကကျွန်တော်တို့ရဲ့အောင်မြင်မှုတက်တည်တစ်ခုဖြစ်တယ်ဒါလည်းကျွန်တော်တို့ဒီတက်တော်ညာနှစ်ခုတမိုင်းတစ်ခုပေါ့ဗျာနော်ဒီတမိုင်းကတော့ကျွန်တော်တို့ဘယ်တော့မှပြဖြတ်လို့မရတဲ့တမိုင်းဖြစ်တာပေါ့နော်အဲ့တော့စစ်တပ်ကလည်းတော့ဒီနေ့သူတို့စဉ်းစားနေတာကလည်းငါတို့မှာအင်အားရှိတယ်လက်နက်ခင်းရှိတယ်လင်းပြန်ရှိတယ်ဘုံကျဲလိုက်ရင်စစ်နိုင်ပြီလို့သူတို့ထင်နေပုံရတယ်ဗျနော်အဲ့တော့အခုသူတို့ယူဆထားတဲ့ဟာနဲ့အခုကတက်ဆင်အောင်လွဲတဲ့ဟာကိုကျွန်တော်တွေ့ရတယ်နော်အဲ့တော့ရန်သူကကျွန်တော်တက်တာလက်နက်ခင်းနဲ့လက်နက်ခင်းရှိမယ်ဟဲ့လားရေရင်ရှိမယ်လေရင်ရှိမယ်လူငါရှိမယ်ဒါပဲကျွန်တော်တက်တာတယ်နော်အခုသူကခုနလေရင်ရှိတယ်ဟဲ့လားကျွန်တော်တို့ဘယ်ထိသူလေရင်နဲ့ဘုံကျဲနဲ့စစ်နိုင်မယ်ဆိုတဲ့လူတွေကအခု9နှစ်ကျွန်တော်တို့ဘုံကျဲတာဘုံကျဲ9နှစ်မှာ9နှစ်ဘုံကျဲခဲ့တာတော့မှသူတို့ဆွန်ရှင်းသွားတဲ့မြို့တွေအားလုံးပြန်တင်ထတာမရှိသေးဘူးနော်အဲ့တော့ရေရင်အသုံးချမယ်ဆိုရေရင်ကတော့ကျွန်တော်ပင်လယ်နဲ့မြစ်တွေနဲ့နီးတဲ့နေရာမှာဆိုတော့ကျွန်တော်တို့အပြောင်းနဲ့လှမ်းပြနိုင်တဲ့အခြေအနေမျိုးရှိတာပေါ့ဗျာနော်အဲ့တော့ဒါကြောင့်ကျွန်တော်ထင်တာတော့အခုရှိမှာတော့ကျွန်တော်တင်တဲ့လက်ပလောအခြေအနေမှာတော့နော်သူတပြန်ကိုတပြန်ဆက်ပြီးသွားနိုင်အောင်လို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီအခြေအနေကနေကျွန်တော်တို့ကပြောင်းပြန်နိုင်လို့ဆိုရင်တော့ကျွန်တော်တင်တယ်ကျွန်တော်တို့မှာစူးစီးမှုရှိဖို့လိုမယ်လို့တင်တယ်စူးစီးမှုမရှိဘဲတော့ကျွန်တော်တို့အောင်ပွဲရဖို့အခြေအနေကတော့ကျွန်တော်ထင်တယ်တိတ်တော့မလဲလောက်လို့ထင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကမြို့သိမ်းတက်ဖို့ကိုပဲကျွန်တော်တို့ကအားတန်တာကိုတွေ့ရတယ်အဲ့တော့မြို့သိမ်းတက်ဖို့တဲ့ဆိုင်ကျွန်တော်တင်ပျောက်ချမ်းစစ်ကိုခြေခံပြီးတိုက်တဲ့နေလို့ကျွန်တော်အကြံပေးခြင်းတယ်နော်အဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့အချင်းချင်းကြားထဲမှာကျွန်တော်တို့ပတက်မှုတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်ထင်တယ်မိဖက်အသွင်နဲ့ဖြည့်ရှင်းဖို့လိုတယ်လို့ကျွန်တော်ကတော့အကြံပြုခြင်းပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျနော်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့အမြင်ဒါကျွန်တော်တင်ပြတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ခုနဖြည့်ဆွက်ပြီးတော့တင်ပြပြီးကျွန်တော်ကိုရင်အေးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျာကဲပါကျေးဇူးပါကိုစလိုင်းကျွန်တော်တို့ခုနကတော့ဒီတစ်စုံလုံးတိုင်းတာနဲ့9နှစ်တာမှာရောက်နေတဲ့အခြေအနေလေးကျွန်တော်တင်ပြသွားပြီเนาะတူချင်းတင်ပြသွားပြီးတော့3ရောက်လောက်ပြည့်စုံပါတယ်ကိုစလိုင်းတင်ပြတဲ့အားထဲမှာကျွန်တော်ဒေါ်လာလေးလည်းထပ်ပြီးဖြစ်စစ်တင်ပြတယ်ဒါအပြင်ကိုလေးကလည်းအားလုံးချုပ်ပြီးတော့9နှစ်တာကျွန်တော်ဒေါ်လာရောက်နေတဲ့အနေထားအချိုးကွရောက်နေတဲ့ဆိုတဲ့အနေထားတစ်ခုအားလုံးပြီးပေါင်းထုတ်ပြပါတယ်တိတ်အရေးကြီးတဲ့အချိုးကွတစ်ခုပေါ့နော်ဆုံးဖြတ်ချက်စီကိုသွားနိုင်တော့တဲ့အချိုးကွတစ်ခုဖြစ်နေတယ်ဆိုတဲ့အနေထားမျိုးအားလုံးတင်ပြထားပြီးသွားတယ်ပြောရရင်တော့ရေးကြီးတဲ့အချိန်ပေါ့ဗျာရေးကြီးဆုံးအချိန်ပေါ့နော်ရန်သူကလည်းခုနကသူ့ရဲ့လုပ်ရက်တွေကတပြေးနဲ့ရှေ့ကိုတက်လာဆိုတဲ့အနေထားတွေသုံးသပ်တင်ပြသွားတယ်ကျွန်တော်တင်ပြခဲ့တယ်ရန်သူရဲ့လုပ်ရက်တွေကိုကျွန်တော်တို့သိမှတ်ပြုလို့မရဘူးဒါလို့ဆိုတော့ကျွန်တော်သိမှတ်ပြုလိုက်ရင်ကျွန်တော်လုံးဝရှုံးသွားလိမ့်မယ်အဲ့တော့သူ့လုပ်ရာတွေကဒီလိုအောင်မြင်နေဖြစ်နေကြကျွန်တော်ဘာလို့ပြန်ပြီးတော့ကျွန်တော်ဘက်ကပြန်ခုခံမယ်ဘလို့ပြန်ပြီးတော့ကိုယ့်ဘက်ကပြန်တောင်းလုပ်မလဲဆိုတဲ့စဉ်းစားမှုတွေပေါ်လာဖို့ဆိုတော့ရန်သူရဲ့လုပ်ရက်တွေကိုကျွန်တော်တို့တစ်ခုချင်းသိချာသုံးသပ်ဖို့လိုတယ်ဆိုတော့ဒါတွေလည်းကျွန်တော်သုံးသပ်ပြတာပဲဆိုသိအရေးကြီးတဲ့အခြေအနေတစ်ခုဆိုသိကြနေပြီအဲ့ဒီလိုအချိန်မှာခုနပြောတဲ့ကျွန်တော်တို့ခုနဖြစ်သွားတဲ့ကိစ္စပါနော်ဟုတ်လားကျွန်တော် generation Z ကိုလည်းလက်နဲ့သိပ်ပဲ
နိုင်ချင်းမလုပ်ခဲ့တယ်ပြီးရင်ငကားလည်းလုပ်ခဲ့တယ်ဘလို့ပဲအကြောင်းအရာဖြစ်ပါစေနော်တော်ရန်သူလူပဲမကလို့ဟာလားဘလို့ပဲကိစ္စဘာညာဒါတွေကလက်လောကိစ္စဒါတွေကိုကျွန်တော်တို့ချိန်လုံးပြောနေတာဒီကိုရန်သူကိုတိုက်နေပါဆိုတော့အဖွဲ့အစည်းတွေကြားထဲမှာဘယ်တော့မှချင်းချင်းတနပ်ပြန်မဖောက်ဖို့ဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်ညီလာခံတွေမှာကျွန်တော် seminar တွေမှာကျွန်တော်အမြဲတမ်းတောင်းဆိုခဲ့တယ်နော်အားလုံးတော်လိုင်းအဖွဲ့အစည်းအကုန်လုံးကြီးငယ်နော်တိုင်းရင်းသားတွေအကုန်လုံးတိုင်းရင်းသားတွေလည်းပြန်ကြည့်လိုက်ပါနော်ဟာကျွန်တော်ဒီကျွန်တော် TNL နဲ့ကချင်ဆိုလဲဟာသူတို့ပြဿနာအများကြီးရှိတယ်ဒါပေမဲ့ဘာလို့လဲလက်သိချင်းထိုးကြတယ်ဟာတနတ်တွေအများကြီးရှိဟာအကုန်လက်တက်ရှိဒါပေမဲ့ဘယ်တော့မှတနတ်မဖောက်ကြဘူးပြဿနာကိုဒီစကားပြောရှင်းတယ်စကားပြောမရရင်အနည်းဆုံးစကိုလက်သိချင်းထိုးမယ်ဆိုတော့ဒီလောက်ကဒါလက်ခံလို့ရဒါတကယ်ရှင်းတာတကယ်ပြေလည်အောင်ရှင်းတဲ့ကိစ္စနောက်ဆုံးဘလို့မှတနတ်မဖောက်ဆိုတဲ့ကိစ္စဒါပြေလည်အောင်ရှင်းတဲ့ကိစ္စဒါကိုအဲ့လိုဒီလောက်တိုင်းသားတွေကလည်းတက်တည်ပြပြီးတော့ရှေ့မှာရှင်းဆောင်လုပ်ပြနေတဲ့ဟာကိုပဲမကြည့်ဘဲနဲ့ကျွန်တော်တို့ရဲ့တကယ်တော်လိုင်းရဲ့နယူးတော်လိုင်းရဲ့နော်တကယ်ဥဆောင်ဖွဲ့စည်းပါလို့အားလုံးခံယူထားတဲ့ NUG လို့ဖွဲ့စည်းမျိုးကနေပြီးတော့ဒီငကားရဲ့ဘာမဟုတ်တယ်လား BNR လေးဆိုတဲ့ဖွဲ့သေးလေးပေါ်မှာသွားပြီးတော့လက်နဲ့အာကိုနဲ့လုတ်ထွက်တယ်ဆိုတဲ့လုံးရဲ့ကြီးကတော့တမိုင်းမှာတော်တော်ကြီးကိုရုပ်ဆိုးသွားပါတယ်နော်တိုင်းသားတွေနဲ့ပဲကြည့်ဘယ်သူပဲကြည့်ပြည်သူတွေနဲ့ကြည့်ပို့ဆိုးပါတယ်ဆိုရန်သူကတော့အားရဆုံးပေါ့ဗျာရန်သူဖြစ်စေချင်ဆုံးပေါ့ဖြစ်အောင်လဲဒါတွေဖြစ်အောင်လဲရန်သူကလုပ်ပေးခဲ့တယ်ဆိုတော့ကျွန်တော်မေ့လို့မရအောင်ကျွန်တော်ခုနထောက်ပြသွားပြီ9နှစ်ရှိလာတဲ့အချိန်မှာရန်သူကသူ့ရဲ့လက်ကွက်တွေသူ့ရဲ့ထောက်လှမ်းရေးတွေကသူ့ရဲ့အေဂျင့်တွေသူ့ရဲ့နော်တက်ရှို့ထားတဲ့လူတွေကဒီအဖွဲ့အစည်းတွေမှာအဲ့လိုပြုတ်ကွဲကြောင်းတွေဖြစ်အောင်မှားယွင်းတဲ့စုပ်ပြတ်ချက်တွေလုံးမိအောင်အတွက်အနီးကနေပြီးတော့မှဒီခေါင်းဆောင်စုပ်ပြတ်ချက်ချနိုင်တဲ့ခေါင်းဆောင်တွေနားမှာရှိနေတယ်တကယ်မှရှိနေပါဒါကျွန်တော်တို့ရဲ့တမိုင်းတွေ့ကြုံပါဒါကိုကျွန်တော် seriously တကယ်လေးလေးနဲ့ပြောတာပါကျွန်တော်တို့88ဖြတ်တဲ့အချိန်မှာလဲကျွန်တော်တို့နားမှာရန်သူလူတွေရှိနေတာကျွန်တော်တတိမထားလိုက်နိုင်ကြဘူးအဲ့ချိန်ကိုယ့်နဲ့ကိုဇောကပ်ပြီးတော့ရန်သူကိုတော်လန်မောဗျာဆိုပြီးတော့ခါလေးလုံနေကြစူးစမ်းနေကြအခက်အခဲတွေကြဖြတ်တန်းနေရကြအလုံးအလုပ်တွေရှုပ်နေတဲ့အချိန်မှာရန်သူက agent တွေကတကယ်တရှိုးတွေကကိုယ်နားလေးမှာရှိနေပြီးတော့အဲ့လိုစုပ်ပြစ်ချက်ပေးနေတဲ့လူအဖွဲ့အစည်းတစ်ခုတည်းဟလာအကောင်းဆောင်မှုပေးနေတဲ့လူတွေနားမှာစုပ်ပြစ်ချက်မှားသွားအောင်သူတို့ကနေတာလေးဘေးနားကနေမတိမတာလေးတွေးထိုးပေးနေတဲ့စုပ်ပြစ်ချက်မှားတော့လုပ်ပြီးတော့မှားယွင်းနေလုပ်မိတဲ့ဟာမျိုးတွေကျွန်တော်တို့ကြုံခဲ့ရဒါကြောင့်လည်းကျွန်တော်တို့88ကတော်တော်လေးအဲ့မှာအဲ့လိုမျိုးတွေကြုံခဲ့ပြီးတော့ကျွန်တော်ခုနပြောသလိုပဲတိုင်းတာတစ်ခုမှာအောင်မြင်မှုမရမနဲ့ကြဆုံးပြီးတော့ဒီအချိန်ပြန်ပြီးတော့ပြန်နိုးထားရတယ်ဆိုတဲ့အထက်ဖြစ်လာလားတူပဲတိုင်းသားလက်နက်ကန်အင်အားစုတွေဒီလိုပဲတာဝန်ဖြတ်သန်းကြတယ်သူတို့လည်းကြုံခဲ့ပြီးသွားတယ်ဒါကရန်သူရဲ့လုပ်ရပါရန်သူရဲ့ tactics ပါရန်သူရဲ့နီးပြပါဒါကိုတတိထားကြဖို့ဆိုတာကျွန်တော်အမြဲတမ်းတော်လိုင်းတတိနဲ့တတိပေးနေတယ်အဲ့ကြားတဲ့ကိုအချင်းချင်းတန်းပေါက်ပြီးဖြစ်သွားတယ်ဆိုတဲ့ကိစ္စတိတ်မှားတယ်ဗျာပြောရရင်တော့အကုန်မှားတယ်သူပြင်းတော့အင်အားကြီးအဖွဲ့နော်ခေတော်လိုင်းရဲ့ခေါင်းဆောင်ပါလို့တော်လိုင်းရဲ့ဥဆောင်ဖွဲ့စည်းပါလို့အားလုံးပြည်သူကလည်းမျှော်လင့်တကြီးနဲ့နော်အာကိုထားတဲ့ NUG လို့ဖွဲ့စည်းမျိုးကဒီလိုလုပ်ရမှုလုပ်တယ်ဆိုတာအင်ပဒန်တိတ်ခါကြတယ်လုပ်ရပါကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါကိုဒီဖွဲ့စည်းအနေနဲ့တေချာ seriously ပြုပြင်နိုင်ဖို့ဒီကိစ္စတွေခုနကပြောရန်သူလူတွေရှင်းလားမရှိဘူးလားကိုယ့်ထဲမှာကိုဒီလိုလှုပ်သွားခဲ့တဲ့ခုနဒီငကားနဲ့တက်တဲ့ဖြစ်ဖြစ်မှာဘယ်သူကဒီဆုံးဖြတ်ချက်လှုပ်သွားတာလဲအဲ့ဒီဆုံးဖြတ်ချတဲ့လူရဲ့နားမှာဘယ်သူတွေရှိကြလဲဒီလိုဆုံးဖြတ်တွေချလာဘယ်သူကနေတိုက်တွန်းပေးလိုက်တာလဲဒါမျိုးတွေကစပြန်စစ်စစ်ကိုအတွင်းထဲမှာပြန်ပြီးတော့တေချာစစ်စစ်ဖို့လိုနေပါတယ်ဒါတွေဒီရန်သူလှုပ်ရက်ပါလို့ကျွန်တော်တက်အပြောရပါတယ်ရန်သူရဲ့ agent တွေကဒါမျိုးတွေဖြစ်အောင်ဖန်တီးတယ်ဆိုတာကျွန်တော်တို့ဘဝတွေနဲ့ရင်းပြီးတော့ဖြတ်တန်းခဲ့ရအောင်ကြုံခဲ့ရပြီးတော့ပါပြီဒါကိုကျွန်တော် seriously တကယ်ကိုလေးနဲ့သတိပေးပါတယ်ရန်သူလူတွေကအချိန်မြေအနားမှာရှိနေတတ်ပါတယ်အထူးသဖြင့်တော့ခုနပြောတဲ့အရေးကြီးတဲ့နေရာလေးတွေနော်အထက်နဲ့အောက်နဲ့ချိတ်ဆက်တဲ့ခါဆက်လူမျိုးတွေကသူနေတယ်ဒါမှမဟုတ်တခါအဖွဲ့အစည်းတွေပါဆိုရင်ဒီခေါင်းဆောင်ပိုင်းတွေစုံစမ်းချတဲ့ခါမှာခေါင်းဆောင်ပိုင်းတွေနဲ့နီးကပ်တွေမှာနေပြီးတော့မှသူတို့ရဲ့ယူကြည်မှုလေးရင်းနှီးမှုလေးယူပြီးတော့မှသူတို့ရဲ့စုံစမ်းချက်တွေမှားလာအောင်အတွက်တွေးထိုးလှုပ်ဆောင်မှုလေးတွေလုပ်တယ်ဒါမျိုးတွေသတင်းမားလေးပေးတယ်ဆိုအဲ့လိုမျိုးလေးတွေကရန်သူကပနက်လုပ်နေတယ်ဆိုတာကိုဘာဖြစ်လဲကျွန်တော်တို့အတွေ့အကြုံနဲ့ကျွန်တော်အားလုံးလေးလေးနဲ့တင်ပြနေတာပါဆိုတော့တေချာတာကမလုတ်တဲ့မလုတ်ထက်တာမလုတ်အောင်ပါလဲကို့ချင်းချင်းနော်တော်လိုင်းရဲ့အတွင်းမှာတော်လိုင်းရန်သူကိုတိုက်နေပါဆိုအဖွဲ့အစည်းချင်းဘယ်တော့မှတနမဖောက်ဆိုတော့တိတ်အရေးကြီးတဲ့တမဏိစင်းမြင်မှာဒါကိုကျွန်တော်တို့ချင်းလို့ပြောနေကြတဲ့ဘယ်အဖွဲ့အစည်းမှမလုတ်တိုင်းသားတွေလည်းမလုတ်ကြအောင်ကျွန်တော်တွေ့နေတာပဲနိုင်မဟုတ်တယ်နှစ်သီးနဲ့ထိုးကြတယ်ဟုတ်တယ်အဲ့ဘယ်တော့မှတနမဖောက်ဒါမလုတ်အောင်လေဒါလို့လုတ်နေဆိုရင်ရှင်းမခင်းတာကိုတောင်တက်နေဆိုတော့အားလုံးကသိတယ်တော်လိုင်းလုတ်ခဲ့တဲ့အဖွဲ့အစည်းကိုသိတယ်တဘာရှိတဲ့အဖွဲ့အစည်းအကုန်လုံးသိတယ်ဒါကိုမှားယွင်းစွာလုတ်တယ်ဆိုတာကတော့ကျွန်တော်ထင်တယ်တမိုင်းမှာအမဲဆက်ကြီးတစ်ခုပါအဲ့ဒါကိုဖြေပြောနိုင်ဖို့ဆိုတာက
ခုနနောက်ထပ်ဒါမျိုးတွေထပ်မဖြစ်ဖို့တိတ်ရေးကြည့်ပါတယ်ဒါတော့တေချာလေးလေးနဲ့ထားသိချင်ပါတယ်ကျွန်တော်တို့ဟိုခေါင်းဆောင်တွေကျွန်တော်တေချာအဓိကကျွန်တော်သတိပေးရှင်တာပါနော်ပြည်သူလူထုကအားကိုးနေတာပါခင်ဗျားတို့ပြည်သူလူအားကိုးနေချိန်မှာခင်ဗျားတို့ကခုနပြောတဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုးတွေမလုပ်ပြီးဖို့တိတ်ရေးကြည့်ရတယ်ကျွန်တော်တို့88တောခုကိုလာတဲ့ချိန်မှာဇူလိုင်လထဲမှာကျွန်တော်မွန်နဲ့ကရင်နဲ့အဲ့ကအကောက်ကိစ္စနော်ဖျားသုံးဆိုတဲ့အဲ့ဖျားသုံးဆိုတဲ့တိုက်ရတကက်တော်လိုင်းဖွဲ့စည်းတွေဝင်တောက်တော့လဲရတဲ့ပောက်ခိုလမ်းကြောင်းကြီးအဲ့မှာဂိတ်တွေချပြီးတော့ကရင်လည်းဂိတ်ရှိတယ်မွန်လည်းဂိတ်ရှိတယ်ဟိုမဆလာလည်းအဲ့တော့မဆလာဂိတ်အဲ့ဂိတ်တွေမှာစက်ကြီးတွေကောက်ပြီးတော့မှအကုန်ဖွဲ့တွေအကုန်လုံးသူ့နေရာသူ့နေမြေဂိတ်တွေဖွင့်လို့ကြအဲ့ဒီဂိတ်တတနာအကောက်ကုန်တဲ့ဂိတ်တွေပတ်သက်ပြီးတော့မွန်နဲ့ကရင်သူတို့တစ်ဖွဲ့လုံးစနစ်တာစုဆောင်းထားတဲ့လက်တွေကုန်တော့ဖျားသုံးချကြတာကျွန်တော်88ပြည်တွင်းမှာဖြစ်နေချင်သူတို့အနေနဲ့ပြည်တွင်းကနိုင်ငံရေးအရွေ့ပြောင်းတော့ဝင်ပြီးတော့အခွင့်ကောင်းယူပြီးတော့ဆောင်ရွက်ဖို့တဲ့ဘာမှအခွင့်အရေးမရတော့ဘဲနဲ့သူတို့ချင်းတတ်နေတယ်ဆိုတာဒါကြောင့်မလို့ကျွန်တော်88ကလည်းရှင်းပြောရင်ဟိုကြာဆင်းရတဲ့တိုင်းသားလက်တကအင်အားစုပါမဟုတ်ရော့နေသွားတယ်အခုဒီလိုအခုနယူးတော်ရင်လို့အားမကောင်းလာဘူးဆိုတာဒါလေးပါတယ်တကယ်တမိုင်းတင်နေတာကျွန်တော်တို့ဒါလေးတွေ့ခဲ့ရအဲကြောင့်အခုလိုမျိုးကျွန်တော်တို့ဒီတော်လိုင်းအဖွဲ့အချင်းချင်းဘယ်တော့မှတနမဖောက်ကြပါနဲ့ဘယ်တော့မှလက်နဲ့မရှင်းပါနဲ့အခွက်ကြီးကအင်အားကြီးလို့အင်အားငယ်လို့ဖြစ်စေအင်အားငယ်လို့ကအင်အားကြီးလို့ဖြစ်စေဘယ်တော့မှလက်နဲ့ပြန်ပြီးတော့အဲ့လိုပြိပကမဖြစ်ဖို့ဆိုတော့ခုနကိုစရိုင်းနဲ့ပြောတဲ့ကျွန်တော်တွေ့ဆုံဆွေးနွေးရမယ်လို့မရလို့ချင်းတခြားခုနပြောသလိုပဲနော်နီလန်းပေါင်းစုံတနဖောက်တာမပါရှင်းအောင်ရှင်းရမယ်ဒါဒီလုံးဝမှားတယ်ကျွန်တော်ဆိုလို့ချင်းငကားရန်သူလို့ဟုတ်တယ်မဟုတ်ဘူးNUGကဒါမျိုးပြောတာမဟုတ်ဘူးဒါပေမဲ့မလုံတဲ့မလုံထိုက်တဲ့လုပ်ရကိုလုပ်ခဲ့ပါတယ်ဆိုတော့ကျွန်တော်ထောက်ကိုထောက်ပြဒါမျိုးမပြောရင်ကျွန်တော်တော်လိုင်းတစ်ခုလုံးပျက်စီးသွားနိုင်တယ်အဲ့အတွက်ကျွန်တော်တော်လိုင်းတစ်ခုလုံးပျက်စီးမခံနိုင်ဘူးပြည်သူလူတရက်လုံးရဲ့အကျိုးစီးပွားအတွက်တော်လိုင်းရဲ့အောင်မဖြစ်မယ်လို့ကြောင့်ဒီတော်လိုင်းအောင်မြင်ဖို့အရေးအတွက်ကျွန်တော်ဒါကိုလေးလေးနဲ့တင်ပြတာပါဆိုတော့ဒါကိုတာဝန်ရှိသူတွေအကုန်လုံးအသေးချာလေးလေးနဲ့စဉ်းစားပြီးတော့နောက်ဘယ်တော့မှမဖြစ်ပဲနဲ့နော်ခုနပြောတဲ့ကျွန်တော်ဟိုလေးလေးတင်ပြသွားကိုစလိုင်းတင်ပြသွားအရေးကြီးတဲ့ချိန်နော်ပြောင်းလဲတစ်ခုကိုဖန်တီးသွားနိုင်လောက်တဲ့အခြေအနေမျိုးလေးမှာဘာဖြစ်စေပို့ပြီးတော့စနေကြတယ်ပို့ပြီးတော့စီလုံးညင်ညွဲတယ်ပို့ပြီးတော့မှစီကံလိုက်နာတဲ့နော်အခြေအနေတစ်ခုဖန်တီးပါကျွန်တော်တို့ခုနပြောတဲ့ COC 3ခုနော်ဒိုင်းသားလက်နက်ကန်အင်အားစုတွေ COC NUG COC local ရဲ့ COC အဲ့ဒီ COC 3ခုကိုချိတ်ဆက်ပြီးတော့မှအားကောင်းပေါင်းတန်ပြန်ပြီးတော့တော်လှန်ရန်သူကကြောက်ကြပါတယ်အဲ့တော့ရန်သူကတကယ်လည်းပြောလို့ချင်းခုနပြောသူ့ရဲ့လုပ်ရက်တွေနဲ့သူ defecto တွေရပြီးတော့စူးစမ်းနေတယ်ဆိုရင်လည်းအခြေမြေပြုတ်ကျသွားနိုင်တယ်ဆိုတော့ကျွန်တော်မမေ့ပါနဲ့ဒါတော်လှန်လုပ်နေကြအင်အားစုအလုံးနဲ့သဘောပေါက်ပါတယ်ရန်သူဒီဘုံနဲ့ကျသွားနိုင်ပါတယ်တမိုင်းမှာလည်းပြန်ကြည့်ပါကမ္ဘာတမိုင်းမှာပြန်ကြည့်ပါနော် serious တော်လှန်ရေးပဲကြည့်ဘလို့ပဲကြည့်ဘလောက်ပဲအားကြီးပါလေချောင်းတွေအရင်သုံးပြီးတော့ဘုံတွေကျဲပါတယ်ပြောပြုတ်ကြပြီဆိုတဲ့အချိန်မှာဘုံတွေပြုတ်ကြပါတယ်အဲ့အတွက်ကိုပြုတ်ကြဖို့ဆိုတော့လေကိုယ့်ရဲ့အင်အားစုတွေအကုန်လုံးကချိတ်ဆက်မိနဲ့နော်ခုနက COC ကောင်းနဲ့ COC ဆိုတစ်ခုတည်းတော့ COC ပြောလို့မရအောင်နော်ငါလက်အောက်ဝင်လာပြီးတော့ COC သွားမယ်ဆိုပြောလို့မရဘာကြောင့်လဲဆိုတော့တိုင်းသားလက်ကန်အင်အားစုတွေကို NUG ကနေပြီးငါရဲ့ COC ဝင်မှာပြောလို့မရဘူးတိုင်းသားလက်ကန်အင်အားစုတွေအဲ့လိုပဲနော်ကျန်တဲ့ဟာ NUG နဲ့အတူတူဟာကျန်တဲ့ local တွေလည်းဒီလိုပဲဆိုတော့ကို COC အောက်တဲ့ဘသူကဝန်ခံလို့မရတဲ့ကြောင့်ဒီ COC ချင်းချိတ်ဆက်နေတဲ့ unity command နော်ဒါကိုရအောင်စောက်တည်ပြီးတော့ COC ချင်းချိတ်ဆက်မိနဲ့ပေါ့ကျွန်တော်နေတိုးဟုတ်လားတကယ်ကမ္ဘာအကြီးဆုံးမဟာမိတ်ကြီးနေတိုးဆိုလို့ဘယ်လိုသွားတာဒီလိုပဲ COC တွေချိတ်ဆက်ပြီးသွားတာ unity and command သွားတာပဲဆိုတော့ဒီ COC တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့သွားတာဆိုတော့အဲ့ဒီအခြေအနေတစ်ခုရောက်ဖို့အတွက်ဆိုတာတယောက်နဲ့တယောက်အပြန်အလှန်နားလည်အသိမပြုပြရမယ်ဘယ်တော့မှဖြစ်လာခဲ့တဲ့ပြဿနာတွေကိုမိတ်ဖက်ပြိပခမျိုးပဲရှင်းရမယ်ဘယ်တော့မှတနမဖောက်ဒါတွေကအခြေခံလိုက်ကိုလိုက်နာမယ်ဒီဥပဒေတွေတကယ်ကိုတော်လိုင်းမှာအရေးကြီးတဲ့စီကံဥပဒေဒါတွေကိုချိုးဖောက်တယ်ဆိုရင်တိတ်အရေးကြီးတယ်ကျွန်တော်အင်းသာ9000ပြတ်သွားနိုင်ဒါကြောင့်မို့ကျွန်တော်ရေးလေးနဲ့တင်ပြပါတယ်တော်လိုင်းရေးမပြတ်စည်းနိုင်ဘူးတော်လိုင်းရေးအောင်ဝဲရဖို့တက်ဆိုတာခုနပြောသလိုနောက်ထပ်မမှားကြပါနဲ့တော့နော်ဆိုတာမျိုးအဲ့တော့ဖြစ်ရှင်းမနေလည်းပြောပြပြီးလောမဲဟိုင်လုပ်ပြီးတော့တကယ်လို့သာခုနပြောဆိုကျွန်တော် COC 3ခုဟာတကယ်တမ်းချိတ်ဆက်နိုင်မယ်ဆိုရင်ကျွန်တော်တော်လိုင်းအောင်ဝဲရနိုင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဆက်လက်ပြီးတော့ပံ့ပိုးတဲ့လူကလည်းပံ့ပိုးမယ်ထောက်ပံ့တဲ့လူကလည်းထောက်ပို့မယ်ပြီးရင်မြေပြင်မှာတိုက်ကြတဲ့နော်ခုနခုဆိုရင်ကျွန်တော် SR တွေလားစဖြစ်လာပြီဒီ SR တွေမှာလည်းကျွန်တော် local တွေကတစ်ခုတည်းဖြစ်ရမယ် local တွေအားလုံးက COC တစ်ခုတည်းဖြစ်ရဘာလို့ COC 3ခုချိတ်ဖို့ဆိုတာလွယ်တယ်ဗျဒါပေမဲ့ COC တစ်ခုစီကွဲပြားနေခက်သွားပြီဆိုတော့အဓိကအရေးကြီးတဲ့ COC 3ခုပဲဖြစ်ဖို့ဆိုတာ local တွေအားလုံးကလည်းခုနပြော COC တစ်ခုတည်းဖြစ်အောင်စောင့်တည်ကြပါအဲ့တော့ SR မှာကြီးတဲ့လာပြီ local တွေအားလုံးပေါင်းစည်းတဲ့အင်အားစုဖြစ်ပြီဆိုရင်ကျွန်တော်တော်လိုင်းနိုင်မယ်နေပါဒီ local တွေအားလုံးကတစုတည်းဖြစ်ပြီး
NUG နဲ့လည်းချိတ်ဆက်လို့ရပြီတိုင်းနဲ့လည်းချိတ်ဆက်ကြပြီဒီ COC 3ခုချိတ်ဆက်ပြီးဆိုကျွန်တော်တော်လဲအောင်မဲ့ရက်ပါအောင်မဲ့အခြေအနေပါအဲ့လိုအခြေအနေကိုဖြုတ်ခွဲဖို့လည်းရန်သူကလုပ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ချင်းကြားမှာအဲ့လိုရန်သူဖြုတ်ခွဲတဲ့အလုပ်တွေဖြုတ်ခွဲအောင်လုပ်တဲ့လုပ်တွေဘယ်တော့မှမလုပ်အောင်အခုဆိုရင်ဒီကိစ္စဒီဖြစ်ရကြီးอ่ะနော်ခုနမချီပြကိစ္စတွေရှိပါသေးတယ်ဒါတွေကလည်းရန်သူရဲ့ပြောကတွေမပေါဆိုတော့ပြောလို့မရဒါပေမဲ့တခုရှိတာတော့ဒါဒီရန်သူလူကနော်လောက်တာပဲငါတို့အပြစ်မရှိပြောလို့မရပါဘူးရန်သူလူလုံးလုံးမလို့ကိုအပြစ်ကကိုအပြစ်ပါရန်သူလူလုံးတဲ့ကြောင့်ကိုအပြစ်လုပ်မိဆိုတာကိုအပြစ်ပဲအဲ့တော့ရန်သူလူကကိုအပြစ်လုပ်ဖို့တဲ့မလုံနိုင်အောင်ပဲကိုပါပါနဲ့ရှောင်ပြီးဖော်ထုတ်ဖို့ပဲရည်ကြည့်ပါအဲ့တော့ခုနပြောသလိုပဲရန်သူလူလုံးငါတို့ကအပြစ်မရှိဘူးလို့မဟုတ်ဘူးရန်သူလူကအပြစ်ကိုလောက်အောင်အတွက်ဟိုကောက်ကျစ်ဆင်းလဲသွားတယ်နော်လောက်သွားတဲ့အချိန်မှာကိုအဲ့အပြစ်ကိုလုံးမိရင်ကိုလုံးတဲ့အပြစ်ကအပြစ်ပါပဲအပြစ်ကျူးလွန်လာပဲဒါပေမဲ့ဒါကိုလည်းသိဖို့လိုတယ်ဒါပေမဲ့အဲ့ဒါတွေကိုနောက်ထပ်မဖြစ်ဖို့တဲ့ရန်သူကနေကိုကိုလာပြီးတော့လမ်းလွဲရောက်တော့ဒါမလုံးနိုင်ဖို့တဲ့ကိုကျွန်တော်ခုနပြောသလိုပဲကိုချင်းချင်းတနမ်းဖောင်းနဲ့ကိုချင်းချင်းနှွေးတိုင်ပြီးတော့ COC 3ခုညီညွတ်လို့ပဲဆိုကျွန်တော်တော်လည်းအောင်မယ်လို့ကျွန်တော်ဒီနေရာနဲ့နောက်ဆုံးပိတ်တင်ပြချင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကိုလေးဆက်ပြီးတော့ကျွန်တော်ဖြစ်ဆွေးနွေးပြပါဦးမယ် ဟုတ်ကဲ့ပါအခုလိုဖိတ်ခေါ်တဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ကိုစလိုင်းရောကိုရင်ရောပြောသွားတာတော်တော်ကြီးကိုစုံနေပါပြီဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီနေ့ဒီချိန်ခါမှာပြောသင့်ပြောထိုက်တာမပြောဘူးဆိုရင်ဖြင့်ကျွန်တော်တို့တာဝန်မကြည်ရာရောက်မယ်လို့ကျွန်တော်တို့ခံစားရပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့သိတာလေးတွေကိုတော်လှန်ရေးအကျိုးမျှော်ပြီးတော့ကျွန်တော်တို့အခုပြည်သူလူထုသိအောင်ကျွန်တော်တို့တင်ပြနေတာဖြစ်ပါတယ်ဒါကကျွန်တော်တို့သမိုင်းဖြစ်ပါတယ်အဲ့တော့ဘုံနဂါးကိစ္စနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့မဖြစ်သင့်တာမဖြစ်ထိုက်တာတွေဖြစ်သွားတယ်လို့ကျွန်တော်တို့ကသုံးသပ်ချင်ပါတယ်ဘယ်သူမှားတယ်မှန်ခြင်းဆိုတာထက်ကျွန်တော်တို့အရှုံးနဲ့ရင်ဆိုင်ရတယ်လို့ကျွန်တော်တို့ခံစားရပါတယ်ဘာဖြစ်လို့လဲဆိုတော့နိဗ္ဗာန်ကိုရောက်ဖို့အတွက်ကဒီကမ္မထာဏစရိယဆရာတော်ရဲ့တာဝန်ကလည်းကြည်ရမယ်ယောဂီရဲ့တာဝန်ဝတ္တရားလည်းကြည်ရမယ်ဒီတာဝန်ဝတ္တရားနှစ်ခုကြည်ပြွန်မှဒါနိဗ္ဗာန်ယောဂီတယောက်ကနိဗ္ဗာန်ရောက်နိုင်တယ်ဆိုတဲ့အဆိုကျွန်တော်ရှိပါတယ်တော်လှန်ရေးမှာလည်းဥဆောင်တဲ့ခေါင်းပိုင်းကလည်းသူ့တာဝန်သူကြည်ရမှာဖြစ်တယ်လို့ဝင်းရံပြီးတော့ဒီခေါင်းပိုင်းရဲ့နောက်ွယ်မှာလိုက်ပြီးတော့ကြာရနေရတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေထောက်ပို့တွေအားလုံးရဲ့တာဝန်တွေဝတ္တရားတွေလည်းကြည်ပြွန်မှကျွန်တော်တို့တော်လှန်ရေးအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သုံးသပ်ရမယ်ဆိုရင်ကျွန်တော် theory တစ်ခုကိုအခြေခံပြီးကျွန်တော်သုံးသပ်ချင်ပါတယ်တော်လှန်ရေးမှာနိုင်ငံရေးမှာမဟုတ်ဘူးเนาะလူမှုရေးမှာမဟုတ်တော်လှန်ရေးမှာပြည်သူဆိုရင်စီးရုံးရမယ်ရန်သူဆိုရင်ခြေမှုန်းရမယ်အဲ့တော့ဘုံနဂါးကပြည်သူတွေတဲကပေါ်ပေါက်လာတဲ့တော်လှန်ရေးသမားဆိုရင်ကျွန်တော်တို့စီးရုံးနိုင်ရမယ်မစီးရုံးနိုင်ဘူးဆိုရင်တော့ဒါတစ်ခုခုဖြစ်နေပြီတည်ကြပါတယ်ပို့ဆိုးတာကရန်သူလူဖြစ်နေမယ်ဆိုရင်ချိန်မှုန်းပြရမှာဖြစ်ပါတယ်ကျွန်တော်ပုဂ္ဂိုလ်ကြီးမပါပါဘူးနောင်ဒါမျိုးတွေကြုံလာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သတိပေးစကားပြောတာဖြစ်ပါတယ်ရန်သူလူဆိုရင်ချိန်မှုန်းပလိုက်ရမယ်အခုချိန်မှုန်းနိုင်လားဆိုတော့မချိန်မှုန်းနိုင်ဘူးရန်သူလူကရန်သူလက်ထဲကိုချောမောလေးလုံခြုံလေးရောက်သွားတယ်မချိန်မှုန်းနိုင်ဘူးအဲ့တော့ဒီ operation ကအရသာဆိုလည်းမရှိအောင်နိုင်ဘူးရန်သူလူဆိုလည်းမချိန်မှုန်းနိုင်တဲ့အတွက်ကြောင့်ဒီ operation ကအားနည်းတယ်လို့ကျွန်တော်သုံးသပ်ပါတယ်အဲ့အကျိုးဆက်တွေဘာဖြစ်လာမလဲဆိုတော့ propaganda အားကောင်းတဲ့အပြောကောင်းတဲ့ဘုံနဂါးကိုတေချာပေါက်ပြန်သုံးမှာဖြစ်ပါတယ်ပြန်သုံးပြီးတော့ propaganda တွေလုပ်မယ်ဆိုကျွန်တော်တို့ဘက်ကမလူလားအပ်တဲ့ခေါင်းရှုပ်စရာတွေဖြစ်လာမှာပေါ့ဗျာမလူလားအပ်တာတွေဖြစ်လာမှာပေါ့နောက်တစ်ခါစစ်ရေးရကျွမ်းကျင်တဲ့နေမြေတွေကိုပြန်ထည့်ပြီးတော့မှွေနှောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့တီဆောက်စဖြစ်တဲ့ဒီစကိုင်းနဲ့မကွေးဟာဗမာပြည်နေမြေဖြစ်တယ်ဗမာပိုင်နေမြေထဲမှာစူးစီးလို့မရကြောကြောင်တွေဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့စစ်အနိုင်တိုက်ရေးကိုထိခိုက်နိုင်တဲ့အချက်ဖြစ်ပါတယ်
အဲ့တော့ကျွန်တော်တို့ကဒီစကားတွေ theoretically ပြောသလိုမင်းလက်တွေ့မှာရောဘာတွေဖြစ်ခဲ့လဲဆိုကျွန်တော်တို့အတွေ့အကြုံကပြောမယ်ဆိုရင်ဖိုးကံကောင်းအောင်ကြည်ပါပါပီမဖြစ်လာတယ်မြက်ခင်းသစ်ဆိုတာဖြစ်လာတယ်ကျွန်တော်တို့သတင်းတွေကိုအမှုန့်ကျိတ်လိုက်တယ်နော်နောက်တစ်ခုကအခုလောလောဆယ်ပဲဘူနငါးရှီယာရတဲ့သတင်းနဲ့ဟိုနားတိုက်ဒီနားတိုက်တွေတိုက်နေပါပြီဆိုတာတွေဖြစ်လာပြီဆိုတော့အခြေအနေမကောင်းဘူးပေါ့ဗျာဆိုတော့ဒါမျိုးတွေနောက်မဖြစ်အောင်ကျွန်တော်တို့ကတော်လှန်ရေးတတိကိုကြီးကြီးထားရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုပြောနေတယ်ဆိုတာကဥဆောင်မှုအပိုင်းမှာရှိနေကြတဲ့နိုင်ငံရေးဥဆောင်မှုဟုတ်လားစီရေးဥဆောင်မှုပေးနိုင်တဲ့ခေါင်းဆောင်တွေအားလုံးကိုဒီထက်ပိုပြီးပြောင်မြောက်တဲ့ဥဆောင်မှုမျိုးပေးနိုင်အောင်ပေးစီခြင်းလို့စေတနာနဲ့ပြောနေတာဖြစ်ပါတယ်။ဘာဖြစ်လို့စေတနာထားနေတာလဲဆိုတော့ကိုဆွေကိုမျိုးတွေလုပ်နေလို့မဟုတ်ပါဘူး။တော်လန်ရေးမှာဥဆောင်ရွက်ပြုနေတဲ့ အဆူစီ institute တွေအစစ်စစ်ပေါ့နော်ဟိုရဲဘော်ကနေတက်စိတ်တက်စုတက်ခွဲတိုင်ရင်မှုပေါ့ဗျာအကုန်လုံးကအစစ်စစ်ကဥဆောင်မှုအခန်းကဏ္ဍမှာပြည်မဲ့ဝိညာဉ်တဲ့လူတွေကလည်းသူတို့တာဝန်သူတို့ကြည်ကြမယ်ဆိုကျွန်တော်တို့တော်လှန်ရေးအောင်မြင်မှာဖြစ်တယ်55တန်းတော့ပြည်သူတွေအတွက်လွတ်မြောက်မှာဖြစ်တယ်ဒီအတွက်ကြောင့်တော်လှန်ရေးကိုရှေ့ရှုပြီးတော့ကျွန်တော်တို့ပြောနေတာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်ခုန overall သုံးသပ်တဲ့ထဲမှာကျွန်တော်ဆွေးနွေးချက်ရှိပါတယ်ကျွန်တော်တို့ဘက်ကခေါင်းဆောင်ပိုင်းတွေဆွေးနွေးတိုင်ပင်နေကြတယ်တိုးတက်မှုတွေအများကြီးရှိလာတယ်တော်တော်လေးကိုနီးစပ်လာမှုတွေရှိတယ် publicly တော့မကြေညာသေးပါဘူးဒါပေမဲ့အဲ့လာတွေရှိတယ်ဆိုတာလည်းကျွန်တော်တို့ကြားသိနေရပါတယ်ဒါတွေကိုလည်းကျွန်တော်တို့အမှတ်ပေးပါတယ်ကျွန်တော်တို့အသိမှတ်ပြုပါတယ်ဒီလိုတိုးတက်နေတာကိုပဲကျွန်တော်မြင်ကျင်တယ်ကြားကျင်တယ်တိုးတက်မှုတွေရှိပါတယ်တစ်ချိန်နဲ့တစ်ပြိုင်တည်းထဲမှာရန်သူဘက်ကလည်းတိုးတက်မှုတွေဘယ်လောက်ရှိသလဲဆိုတော့ရွေးကောက်ပွဲတောင်လုပ်ပြီးသွားပြီမတ်လမှာလွတ်တော်ခေါ်ပြီးတော့အစိုးရဖွဲ့ဖို့ပဲရှိတော့တယ်ပေါ့ဆိုတော့သူ့ဘက်ကလည်းရွေ့နေတယ်ကိုယ့်ဘက်ကလည်းရွေ့နေတယ်အဲ့တော့သူမသားကိုမသားဖြစ်နေတဲ့ကာလမျိုးမှာရန်သူကကောက်ကျစ်တယ်လို့ကျွန်တော်အမြဲတမ်းပြောထားပြီးသားကိုသွားနေတဲ့လမ်းကြောင်းမှာရိုးရိုးသားသားရှင်မပြေးပဲနဲ့ခြေထိုးခံလိုက်လို့ရှိရင်ဘယ်တော့ဒီပဲအပြေးတော်နေကိုခြီထိုးတဲ့ခြေထောက်ကိုကမမြင်ဘူးမသိဘူးကြိုမမြင်ထားဘူးဆိုခလုတ်တိုင်မယ်ခလုတ်တိုင်နိုင်မလားရှုံးမလားဆိုတာပြည်သူတရလုံးစဉ်းစားဆုံးဖြတ်လို့ရပါတယ်အခုခြေထိုးခံနိုင်ရတယ်လို့ကျွန်တော်တို့အနေနဲ့သုံးသပ်ပါတယ်ဥပမာမတ်ကြီးပြကိစ္စအခုဒီကိစ္စဘုံတကားကိစ္စဒါတွေဟာတိုက်ဆိုင်တာမဟုတ်ပါဘူးဒါတွေကတိုက်ဆိုင်တာမဟုတ်ဘူးတေချာရန်သူကစနစ်တကျမြုပ်ထားတဲ့လူတွေကိုတုံးချပြီးတော့အချိန်မီတိုင်မင်ဂိုက်ဖော်ဆောင်တာဖြစ်ပါတယ်အဲ့ဒီပေါ်မှာကိုကအချင်းချင်းဖက်ပြီးတော့ဖြစ်နေလို့မရပါဘူးခုန theory ကပြောရတဲ့အချင်းချင်းပြောင်းမလဲရေးတွေးမစွန်းရေးဆိုတာတော်လှန်ရေးမှာအင်မတန်အရေးကြီးပါတယ် turning point လို့ပြောလို့ရပါတယ် tipping point လို့ပြောလို့ရပါတယ်ဘာလို့ကျွန်တော်တို့ဒီစကားတွေပြောလဲဆိုတော်လှန်ရေးအလှည့်ပြောင်းမှာကိုယ့်ဘက်ကအနိုင်လိုခြင်းလို့ကျွန်တော်ဒီစကားတွေပြောနေတာဖြစ်ပါတယ်နားထောင်ခြင်းနားမထောင်ခြင်းကတော့တက်ဆိုင်သူတွေအပိုင်ပဲဖြစ်ပါတယ်အဲ့တော့တော်လှန်ရေးဆိုတာအတက်ရှိတယ်အကျရှိတယ်ဒီပေါ်မှာကျွန်တော်ပြည်သူလူထုတရလုံးကိုကျွန်တော်ပြောချင်တာရှိပါတယ်တော်လှန်ရေးဆိုတာမချောမွေ့ပါဘူးချောမွေ့တဲ့နောက်တော့ကျွန်တော်တို့တော်လှန်ရေးလုပ်เสียမလို့ပါဘူးကျွန်တော်တို့ရှေ့က generation တွေလုတ်သွားလို့ကျွန်တော်တို့တော်လှန်ရေးလုပ်ဖို့မလိုတော့ပါဘူးအဲ့တော့တော်လှန်ရေးဆိုတာအနှိမ့်ရှိတယ်အမြင့်ရှိပါတယ်ဒီအတွက်ကြောင့်ဘာမှကျွန်တော်တို့စိတ်ညစ်เสียမလို့ပါဘူးကျွန်တော်တို့လုံနေကြအလုပ်ကိုစက်တိုက်လုပ်ဖို့လိုပါတယ်ကိုထောက်ခံနေတဲ့အင်အားစုတွေကိုကျွန်တော်တို့စက်တိုက် support ပေးဖို့လိုပါတယ်ဘာမဟုတ်တာလေးနဲ့စိတ်တက်ကြသွားတာမျိုးတော်လှန်ရေးကနေထွက်သွားတာမျိုးထောက်ပို့ကနေရက်လိုက်တာမျိုးတွေမလုပ်ဖဲနဲ့တစိုက်မမတ်လုပ်သွားဖို့လိုပါတယ်เนาะဒါကအောင်မြင်မှုပန်းနိုင်သွားဖို့အတွက်ကိုတော့တစိုက်မမတ်ကိုကယုံကြည်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်အဲ့တော့ beyond the blame ပေါ့အပြစ်တင်တာမရှိဘဲနဲ့ကျွန်တော်တို့ကိုယ့်အလုပ်ကိုလုပ်ကြရမှာဖြစ်ပါတယ်နောက်တစ်ခါလက်တွေ့ကြတိုက်ပွဲဝင်နေတာကအပြောင်းလဲတကယ်ဖြစ်အောင်လုပ်မှာကကျွန်တော်တို့ Gen Z လူငယ်လေးတွေဖြစ်ပါတယ်မြေပြင်မှာမိမိရဲ့မိသားစုတွေကျောင်းတွေဘဝလုံးတစ်ခုလုံးအသက်တွေပါဆွန့်လွတ်ပြီးတော့တိုက်ပွဲဝင်နေကြတဲ့
PDF LPDF တိုင်းသားလက်နက်ကိုင်အင်အားစုတွေအောက်ခြေမှာတကယ်တိုက်နေတဲ့ရဲဘော်တွေရဲ့အဆုံးဖြတ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီတော်လှန်ရေးမှာကျွန်တော်တို့အဆုံးဖြတ်ပေးမှာကအောက်ခြေမှာတကယ်တိုက်နေတဲ့လူငယ်လေးတွေဖြစ်ပါတယ်လူငယ်လေးတွေရဲ့အတွေးအခေါ်မြင်မာဖို့လူငယ်လေးတွေရဲ့တိုက်ရည်စွမ်းရည်မြင်မာဖို့စက်တိုက်ကျွန်တော်တို့စူးစမ်းနေတင်ပါတယ်ဒီဘာမဟုတ်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ဘာမှစိတ်တက်ကြစရာမလိုဘူးတွေးဝေးစရာမလိုဘူးငါတို့တိုင်းပြည်မှာရှိတဲ့55သန်းသောပြည်သူတွေဟာလွတ်လပ်၍တရားမျှတသောဘဝကိုနေနိုင်မှုအတွက်ငါတို့ရဲ့တော်လှန်ရေးတစ္ဆာတရားကိုစောင့်ထိန်ပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုကျွန်တော်တို့တစိုက်မတ်မတ်လုပ်သွားဖို့ကိုကျွန်တော်တို့ကမေတ္တာရပ်ခံပါတယ်ဒီအချက်ကအရန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်နောက်တစ်ခုဒီခေါင်းဆောင်ပိုင်းတွေမှာရဲ့ဆုံးဖြတ်ချက်ချသွားတဲ့အတွက်ကြောင့်ခုနဥယျာဉ်ပြောတဲ့အထဲမှာပါပါတယ်ဒါပေမဲ့ကျွန်တော်လိုအပ်လို့ကျွန်တော်ထပ်ပြောခြင်းပါတယ်ရန်သူလူတွေကဂျိုးမပါပါဘူးရန်သူလူတွေကဂျိုးမပါပါဘူးကျွန်တော်တို့ចောင်းသားဘဝတွေကចောင်းသားတွေကြားထဲမှာရန်သူလူကထည့်ထားပြီးသားဖြစ်ပါစစ်ရေးမှာဘယ်သူမှယုံကြည်လို့မရပါဘူးပွင့်ပွင့်လင်းလင်းနဲ့တဲ့တယ်ပြောလိုက်တာ तू ကတော့ဟာចောင်းသားလိုင်းကလာတော့အတွက်ကြောင့်ယုံကြည်တယ်ဟာ तू ကတော့ NLD လိုင်းကလာလို့ယုံကြည်တယ်ဟာ तू ကတော့ခေတ်ဆက်ဆက်လှုပ်လာတဲ့အတွက်ကြောင့်ယုံကြည်တယ်မရှိပါဘူးစစ်ရေးမှာဘယ်သူမှယုံလို့မရပါဘူးနေ့တူကစုံတောင်းမျက်စိနဲ့ရဲမျက်လုံးနဲ့စောင့်ကြည့်ပြီးတော့ခုနကကျွန်တော်တို့ထောက်ပြထားတဲ့ရန်သူမြုပ်ကွက်တွေမြုပ်ထားတဲ့ရွက်ပုံးသီးလေးတွေကိုဖော်ထုတ်ပြီးရှင်းပြရမှာဖြစ်ပါတယ်ဒစီချင်းချတဲ့နေရာမှာလှုပ်တဲ့ကိစ္စမှာမလှုပ်နိုင်အောင်ဟန်တားမယ်အချိန်ဆွဲမယ်လှုပ်တဲ့လှုပ်တိုက်တဲ့ဟာတွေမလှုပ်အောင်လှုပ်သလိုတကယ်လှုပ်တဲ့လှုပ်တိုက်တဲ့ဥစ္စာလှုပ်တော့မယ်ဆိုလဲမလှုပ်အောင်လှုပ်တယ်မလှုပ်ထိုက်တဲ့ကိစ္စကိုလဲလှုပ်အောင်တိုက်တွန်းတာရှိတယ်ဆုံးဖြတ်ချက်ချတဲ့လူတွေနားမှာဒီလူတွေဟာထိုးဖောက်ဝင်ရောက်ထားပြီးပြစ်တယ်လို့ကျွန်တော်တို့အနေနဲ့အခိုင်အမာယုံကြည်ပါတယ်ဒါကကျွန်တော်နိုင်ငံသားမှာလာပြီးပညာတွေသင်ပြီးတော့ library ကစာအုပ်တွေဖတ်ပြီးပြောနေတာမဟုတ်ပါဘူးကျွန်တော်တို့ ABSD ရဲ့ဘလို့ပြိုကွဲခဲ့တယ်ဘလို့ကြာဆုံးခဲ့တယ်အဲ့ဒီအတွေ့အကြုံကိုရင်းပြီးတော့ကျွန်တော်တို့ဘက်ကကြိုတင်ပြင်ဆင်ထားနိုင်အောင်ကျွန်တော်တို့သတိပေးနေခြင်းဖြစ်ပါတယ်အဲ့တော့အားလုံးကိုခြုံပြီးပြောမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့တော်လှန်ရေးကိုကျွန်တော်တို့တစိုက်မတ်မတ်ကျွန်တော်ဆက်လုပ်ဖို့လိုတယ်ပြည်သူကလည်းပြည်သူအလုပ်ဖို့လိုတယ်ဥဆောင်မှုပေးနိုင်မဲ့ပေးတဲ့နေရာရောက်နေတဲ့ position မတူဘူးပေါ့ different position different function ပေါ့ဥဆောင်မှုပေးနေတဲ့ institution တွေပုံကူတွေဥဆောင်မှုပေးတဲ့ဆိုဟိုထိပ်ပိုင်းမဲမဟုတ်ဘူးเนาะကျွန်တော်ခုနကပြောသလိုတက်စိတ်မှုဖြစ်သွားပြီဆိုတော့ကိုနောက်ကိုလိုက်တဲ့ရဲဘော်10ဦးအတွက်ကတော့ကိုမှတာဝန်ရှိသွားပြီကျွန်တော်တက်စိတ်မှုကနေစပြီးဆိုလိုတာဖြစ်ပါတယ်ဟိုအထက်အဆုံးထိတက်တဲ့အထိအမြင့်ဆုံး high profile တွေအထိသူတို့တွေကဥဆောင်မှုအခမ်းကဏ္ဍမှာဒီထက်ပိုမိုပြည်ပြင်းတဲ့ဥဆောင်မှုမျိုးလိုပါပြီနောက်ပြီးတော့ကျွန်တော်တို့ထိုးခွဲမဲ့ကိစ္စတွေဒီလိုမျိုးငကားကိစ္စလိုမျိုးတွေကြည်ပြာတို့ကိစ္စလိုမျိုးတွေဖြစ်ပေါ်တယ်ဆိုတာတိုင်မင်ကိုက်ထိုးခွဲနေတာဖြစ်ပါတယ်အဲ့တော့မိမိအနာကလူတွေကိုနိုင်ငံရေးရယုံကောင်းယုံလို့ရပါမယ်စစ်ရေးရတော့အားလုံးကို 100% ယုံလို့မရဘူးဆိုတာကိုကျွန်တော်တို့သတိပေးနေပါတယ်ဥဆောင်မှုအခမ်းကဏ္ဍမှာတော်လှန်ရေးသတိရှိရှိနဲ့ဥဆောင်မှုပေးကြဖို့ခေါင်းဆောင်ပိုင်းတွေကိုကျွန်တော်တို့တိုက်တွန်းပါတယ်အောက်မှာရှိတဲ့ PDF တကယ်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကလည်းဒီတိုက်ပွဲရဲ့အဆုံးဖြတ်ကငါတို့မှာတာဝန်ရှိတယ်ငါတို့ရိုးသားမယ်ငါတို့မှာနိုင်ငံရေးလမ်းစဉ်ရှိမယ်အဲ့ဒီပေါ်မှာတတိရှိရှိရင်ဆိုင်သွားမယ်တဲ့ဆိုတဲ့စိတ်ကိုမလျှော့ဘဲနဲ့လှုပ်သွားဖို့ကျွန်တော်တို့လိုပံပိုးနေတဲ့လူတွေအနေနဲ့လည်းအထူးသဖြင့်ຫນွေဥတော်လှန်ရေးမှာဒီထောက်ပို့တွေကအင်မတန်အရေးကြီးပါတယ်သူတို့တွေရှိနေလို့ကျွန်တော်တို့တော်လှန်ရေးမှာအခုအသက်ဆက်နေတာဖြစ်ပါတယ်ဘယ်နိုင်ငံမှပတ်စံမရပါဘူးအဲဒီထောက်ပို့တွေကိုလည်းကျွန်တော်တို့အနှူးညွတ် request လုပ်ချင်တာတော်လှန်ရေးမှာဒါတွေကတဘာဝပါဖြစ်လေဖြစ်ထရှိတဲ့တဘာဝတွေပါတော်လှန်ရေးကိုနောက်မဆုတ်သွားပါနဲ့ထောက်ပို့လုပ်ငန်းတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ပေးဖို့အားလုံးညီညွတ်ရေးကိုပါဇက်ကပြောတယ်လက်ကလှုပ်ဖို့ခက်တယ်
အဲ့ခက်နေတဲ့အခက်ခဲတွေကဘာတွေလဲဒါတွေကိုဘယ်လိုကြော်ဖြတ်မလဲခုနကကျွန်တော်တို့အချင်းချင်းစကားတွေပြောဆိုပြီးတော့အဖြေရှာမှာဖြစ်ပါတယ်စုပေါင်းဥဆောင်မှုတူးချင်းတာဝန်ယူမှုနဲ့ကျွန်တော်တို့သွားအောင်မှာဖြစ်ပါတယ်ဒီလိုမျိုးစူးစီးညီညွတ်မှုကိုတိဆောက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကလက်တကမ်းမှာပဲရှိပါတယ်နောက်ပိတ်ဆုံးကျွန်တော်ပြောချင်တာကပြည်သူတွေမယုံကြည်ရင်မရိုးသားရင်ပြည်သူတွေကမယုံကြည်ဘူးကျွန်တော်တို့ဥဆောင်မှုမပေးနိုင်ဘူးဆိုရင်ပြည်သူတွေကအာမကိုဘူးမယုံကြည်ဘူးအာမကိုဘူးဆိုရင်ဒါကျွန်တော်တို့သွားပြီပဲဘာမှလုပ်လို့လက်နဲ့တင်နဲ့မဆိုင်ဘူးယနေ့စစ်တပ်ကဘာဖြစ်လို့ကြဆုံးလဲပြည်သူမထောက်ခံလို့မယုံကြည်လို့သူဆက်လက်နဲ့အင်အားတွေအများကြီးပဲလေဟုတ်လားသူတရုတ်ကပေးထားတာတွေအခုဒီမှာရုရှားကပေးတာတွေအများကြီးရှိတာပဲလိမ်မြန်နေလည်းရှိတာပဲပြီးပြအောင်သူတို့တိုက်နိုင်တာမတိုက်နိုင်ဘူးဒီအတွက်ဘာကြောင့်မတိုက်နိုင်တာလဲပြည်သူလူထုကမယုံကြည်ဘူးအာမကုန်ဘူးအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာကျွန်တော်တို့ရဲ့တော်လှန်ရေးအဆုံးဖြတ်ကပြည်သူပဲဖြစ်ပါတယ်ပြည်သူတွေယုံကြည်မယ်အားကိုးမယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မှာဖြစ်ပါတယ်ပြည်သူတွေမယုံကြည်အားမကိုးဆိုရင်ကျွန်တော်တို့အောင်မြင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ပြည်သူအယုံကြည်ပြည့်စုံမှုမျိုးပြည်သူတွေအားကိုးစိတ်တွေပျောက်ခန်းသွားအောင်ဟိုးထိတ်ဆုံးကနေစပြီးဟိုးအောက်ဆုံးရဲဘော်လေးအားစဟိုးထောက်ဖို့ပံ့ပိုးတဲ့အင်အားစုတွေမင်းမစိုးမလုံမိကြပါစေနဲ့လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ပြောဆိုခန်းကိုကျွန်တော်ညီကုန်းချုပ်ပါတယ်ကိုစလိုင်းတို့ကိုရင်အေးတို့ပြောစရာရှိလားမရှိရင်ကျွန်တော်ပိတ်လိုက်ပါမယ်ရှိပါတယ်ကိုစလန်ပြောပါကိုစလန်ပြောပြီးချက်နောက်ဆုံးချက်လေးရေးကြည့်လို့ကိုစလန်ပြောပါကိုဆိုင်မြူနေဟုတ်တယ်ကျွန်တော်လည်းအကြံပြုပြင်တာရှိလို့ပါเนาะအဲ့တော့အခုတလောပါဗျာเนาะFacebook မှာကျွန်တော်တို့ social network ပေါ့เนาะဒီကျွန်တော်တို့ဒီ social media မှာကျွန်တော်တို့တွေ့နေရတာလူမှုကွန်ရက်မှာတွေ့နေရတာကျွန်တော်တို့ Facebook ကိုသုံးတာလေးကိုကျွန်တော်ဒီနေရာကနေမြတ်တက်ရက်ခံကြပါတယ်တတိထားပြီးကျွန်တော်တို့သုံးစေချင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ရဲ့လွန်ကျုံရေးကိုထိခိုက်နိုင်တဲ့သတင်းအချက်အလက်တွေကိုမတင်ဖို့မြတ်တက်ရက်ခံပါတယ်เนาะကျွန်တော်တို့ရဲ့စူးစမ်းနေတဲ့နည်းပညာတီထွင်ကြံစမှုနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းကျွန်တော်ဒီနေ့လျှို့ဝှက်ထိန်းသိမ်းဖို့လိုမယ်လို့ကျွန်တော်မြင်ပါတယ်เนาะအဲ့တော့တချို့ဟာတွေကရန်သူကိုသတင်းပေးတဲ့လူဖြစ်နေတယ်လို့ကျွန်တော်ကမြင်တယ်ဗျအဲ့တော့ဒါတန်တရားဖြစ်เสียဖြစ်ပါတယ်เนาะဒါကြောင့်သတင်းလုံခြုံမှုနဲ့ပတ်သက်ပြီးတော့အထူးသတိထားဖို့အားလုံးကျွန်တော်အကြံပြုချင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့မကြာသေးခင်ကပေါ့နော်ဒီ January လထဲမှာ Greeny ဒေသမှာဖြစ်သွားခဲ့တဲ့ဒီရန်သူလက်ချက်နဲ့နော်ရန်သူလက်နက်ချတွေကထောင်ဖောက်ပြမှုဖြစ်ပါတယ်နော်ဒါကျွန်တော်တို့အတွက်သင်ခန်းစာအကြီးယူစရာအကြီးဖြစ်ပါတယ်နော်အဲဒါကျွန်တော်တို့ကဘာပဲလုပ်လို့လက်တွေ့ကျွန်တော်တို့ရဲ့အုပ်ချုပ်မှုနော်စာဝတ်နေရဲ့လုံခြုံရေးအခြေအနေကိုအခြေခံပြီးလုပ်တင်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်တို့ဒေတာရဲ့လုံခြုံရေးလူထုရဲ့လုံခြုံရေးကျွန်တော်တို့ရဲဘော်တွေရဲ့လုံခြုံရေးကအဓိကဖြစ်ပါတယ်အဲ့တော့ရန်သူကလက်နက်ချထားတဲ့ရန်သူပါပဲနော်ကဲကောင်းတဲ့လူလည်းကျွန်တော်တို့ရှိနိုင်ပါတယ်အားလုံးကိုကျွန်တော်ဆိုလို့ကျွန်တော်မဟုတ်ပါဘူးတိုးတော့ကျွန်တော်တို့အမြဲတတိထားဖို့လိုတယ်လို့ကျွန်တော်အကြံပြုချင်တယ်အဲ့တော့လက်နက်ချတာကိုလည်းကျွန်တော်ထင်တယ်ကျွန်တော်တို့အစစ်ခွဲခြားသတ်မှတ်ဖို့လိုတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ဟောဘလို့အခြေအနေမျိုးမှာလက်နက်ချတာလဲဆိုတာဖြစ်ပါတယ်အဲ့တော့တချို့ကတိုက်ပွဲမဖြစ်ဘဲနဲ့တိုက်ပွဲမရှိဘဲသူတို့တက်တီကနေထွက်ပြေးလာတာနော်ထွက်ပြေးလာပြီးကျွန်တော်တို့လက်နက်ချတာရှိမယ်တချို့ကတိုက်ပွဲဖြစ်တဲ့အခါမှာလက်နက်ချတာရှိမယ်တချို့ကကြတော့ဘလို့မှထွက်ပေါက်မရှိတော့လို့အသက်တွေမှာကြောက်လို့လက်နက်ချတာရှိမှာနော်စသဖြင့်မျိုးကျွန်တော်ရှိနေပါတယ်ဒါကြောင့်ကျွန်တော်တို့သူတို့အတွင်းစိတ်ကိုကျွန်တော်တို့မသိနိုင်ဘူးနော်ဒါကြောင့်ကျွန်တော်တို့ရန်သူကိုဘယ်တော့အခါမှရှော့မတကြပါနဲ့နော်အဲ့တော့ကျွန်တော်တို့ရဲ့လုံခြုံရေးကအဓိကကြပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့လုံခြုံရေးအတွက်ကိုနော် Facebook သုံးတဲ့အခါမှာလည်းတတိထားဖို့ဆိုအရာရာကိုကျွန်တော်တို့လုံခြုံရေးတတိရှိဖို့ကျွန်တော်ဒီညနေအကြံပြုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါကိုစလိုက်ကျွန်တော်တစ်ချက်လေးပါเนาะအခုပဲကျွန်တော်သတင်းကြားနေရရှိပါတယ်ဘာလို့ဆိုအခါမှားပြီးသွားပြီကျွန်တော်တို့ထောက်ပြပြီးသွားပြီဒါမှားတတ်တယ်ရန်သူကဘာလို့မှားမလုပ်နေတယ်ဆိုတဲ့ဟာတကယ်သတိကြီးစွာထားပါလို့ကျွန်တော်တို့သတိပေးပြီဒီကြားထဲမှာရန်သူသည်ပြန်စဉ်းစားပါเนาะကိုသားကဆန္ဒပြမှာပါလို့လာဖမ်းတဲ့အချိန်မှာကိုသားကတောခိုသွားရင်မရှိတော့ရှင်ဘာလုပ်လဲအိမ်ကမိသားစုတွေတယောက်ခေါ်သွားတယ်ဒါရန်သူလို့ရဲ့
အခုလေဘိုးနဂါကိစ္စပြီးတဲ့အချိန်မှာဘိုးနဂါရဲ့ညီမကိုဖမ်းတယ်လို့ဘာလို့ကျွန်တော်ကြားနေဆိုတော့သိမှားတယ်မဖြစ်သင့်ပါဘူးဒါတွေကိုအချိန်မီသက်ဆိုင်တာတာဝန်ရှိတဲ့လူတွေအစင်းစင်းတားဆီးကြပါရန်သူလောက်ရနဲ့တူတဲ့လောက်ရမျိုးထပ်ပြီးမမှားကြပါနဲ့လို့ကျွန်တော်ထပ်ပြီးသတိပေးပါတယ်ကျေးဇူးများတင်ပါတယ် thank you ပါကျွန်တော်နဲ့အခုတူတူဆွေးနွေးခဲ့တဲ့စလိုင်းရောအောင်ကိုဥယျာဉ်ရေးကိုကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့တစ်ချက်တည်းပါပဲကျွန်တော်တို့တော်လှန်ရေးကအောင်ကိုအောင်ရမယ်အောင်ကိုအောင်မှဖြစ်တဲ့အတွက်ကြောင့်မိမိအလုပ်ကိုမိမိလုပ်ကြဖို့တော်လှန်ရေးတတိရှိဖို့တော့ကျွန်တော်အားလုံးကိုကျွန်တော်မေတ္တာရပ်ခံပါတယ်ကျွန်တော်တို့အလုပ်ကျွန်တော်တို့ဆက်လုပ်ကြပါစို့ thank you ပါ ကျေးဇူးတင်ပါတယ်